Christmas ဆိုတာကျွန်တော်ထင်တာကဒါခရစ်ယာန်တွေရဲ့ပွဲပါခရစ်ယာန်တွေဖျားပေါ့ခရစ်ယာန်တွေနဲ့ဆိုင်တဲ့ပွဲလို့ထင်တယ်မဟုတ်ပါဘူးဒီနေ့ကျွန်တော်ဝင်ငှခြင်းတဲ့အကြောင်းရင်းလေးကဘာလဲဆိုရင်တော့ယေရှုဟာဘာတူလဲနော်ယေရှုဟာဘာတူလဲအဲ့ဒီယေရှုနော်ခုနသချင်းဆိုသွားတယ်ယေရှုကြောင့်သာအသက်ရှင်သည်ယေရှုကြောင့်သာသချင်းဆိုသည်ဒီသချင်းကအရင်ထိပ်ပဲရှိတယ်နော်သင်ဘာကြောင့်အသက်ရှင်နေတာလဲယေရှုကြောင့်တဲ့ဘာကြောင့်သချင်းဆိုနေရတာလဲယေရှုကြောင့်တဲ့ယေရှုကြောင့်သာပြည့်စုံသည်ပြည့်စုံခြင်းကလည်းဘယ်သူကြောင့်ပဲယေရှုကြောင့်ပဲယေရှုကြောင့်သာဝမ်းမြောက်ခြင်းကလည်းဘယ်သူကြောင့်ပဲတခါတည်းတခြားဘာသာဝင်ညီကိုတွေမပြောပါဘူးကျွန်တော်ခရစ်ယာန်ညီကိုဘာသာဝင်တွေအမှစာသားပြောင်းသွားတယ်ဗျဘာလို့ပြောင်းသွားသလားငွေကြေးကြောင့်သာအသက်ရှင်သည်ငွေကြေးကြောင့်သာသချင်းဆိုသည်ငွေကြေးကြောင့်သာပြေဆုံးသည်ငွေကြေးကြောင့်ပဲကျွန်တော်ကယေရှုကြောင့်မဟုတ်တော့ဘာကြောင့်ပြေဆုံးတာဖြစ်သွားလဲဖယားကိုကိုးကွယ်တာချမ်းသာခြင်းလို့ပတ်စံရခြင်းလို့ကျွန်တော်တို့ရဲ့ focus အာရုံစိုက်မှုကဘယ်ကိုရောက်သွားလဲလောကငွေကြေးကိုရောက်သွားတယ်ငွေကြေးကြောင့်သာလွတ်မြောက်ခြင်းငွေကြေးကြောင့်သာလွတ်မြောက်ခြင်းကဘယ်ပုံမှာဖြစ်သွားလဲငွေကြေးကြောင့်ဖြစ်သွားတယ်တခါတည်းမှာလွတ်မြောက်ခြင်းကအနာရောဂါငြိမ်းခြင်းကြောင့်ဖြစ်သွားတယ်တခါတည်းမှာအောင်မြင်ခြင်းကြောင့်လွတ်မြောက်ခြင်းအောင်မြင်ခြင်းကြောင့်ဝမ်းမြောက်ခြင်းဘယ်အရာကမှသင်ရဲ့ဝမ်းမြောက်ခြင်းကိုမပေးစွမ်းနိုင်ဘူးဘယ်အရာကမှသင်ကိုမလွတ်မြောက်စေနိုင်ဘူးယေရှုကြောင့်ပဲမလုပ်စေနိုင်လေအဲ့ဒီယေရှုကိုမသိသေး၍လောကရာတွေကိုအထင်ကြီးနေအောင်ပါပဲခရိယန်တော်များကယေရှုကိုသာယုံတာဒါပေမဲ့ယေရှုကြောင့်လွတ်မြောက်ခြင်းမရှိဘူးယေရှုကြောင့်ဝမ်းမြောက်ခြင်းမရှိဘူးယောဂပျောက်သွားလို့ဝမ်းမြောက်သွားတာယောဂတွေကင်းသွားလို့ဝမ်းမြောက်သွားတာငွေကြေးချမ်းသာလို့ဝမ်းမြောက်တာယေရှုကြောင့်ဝမ်းမြောက်တယ်ယေရှုကြောင့်လွတ်မြောက်တယ်ယေရှုကြောင့်ပြည့်စုံတယ်ဆိုတဲ့အဖြေကိုမသိမချင်းဒီနေ့သင်ရတဲ့တာကလောကထဲမှာဒုက္ခဆင်းရဲခြင်းတွေနဲ့ပြည့်နှံ့နေမှာဖြစ်တယ်အဲ့ဒီယေရှုသင်တို့ကဘာလို့ပေးခဲ့လဲဆိုတာကိုသိဖို့အမှန်တန်ရေးကြည့်တယ်ယုံကြည်သူရောသခင်ယေရှုကိုမသိသေးတဲ့သူရောအားလုံးယေရှုကကျွန်တော်တို့ရဲ့အဖြေဖြစ်ပါတယ်เนาะဒီမှာကျွန်တော်စာတန်းရေးထားတယ်ကျွန်တော်အမှန်တန်မှလှရနော်ပန်းလေးနဲ့ထိုးထားတယ်ဘာရေးထားလဲဆိုတော့ Merry Christmas တဲ့ Merry ဆိုတဲ့အဓိပ္ပာယ်က the happy ပေါ့ joy ပေါ့เนาะအတူတူပါပဲ Merry ဆိုတာကဝမ်းမြောက်ဖွယ်ရာ Christmas ဖြစ်ပါစေ Merry ဆိုတဲ့အဓိပ္ပာယ်က happy ပျော်ရွှင်တယ်joy ဝမ်းမြောက်တယ်အဲ့ဒီအဓိပ္ပာယ်ပါပဲ Merry Christmas ပျော်ရွှင်ပွဲရာ Christmas ဖြစ်တယ်ဒါဆို Christmas ဆိုတဲ့အဓိပ္ပာယ်ကပါလေ CHRIST Christ ဆိုတာကခရစ်တော်အဲ့ဒါဖယားကိုပြောတာဖြစ်တယ်ခရစ်တော်ဆိုတာပါလေဖယားကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဖယားရှိတယ်အဲ့ဒီဖယားကိုခရစ်တော်လို့ခေါ်ပါတယ်ခရစ်တော်ဒါကြောင့်မို့အဲ့ဒီခရစ်တော်ဆိုတဲ့ဖခင်ကလောကကိုကြွလာတယ်ဘယ်သူတွေအတွက်ကြွလာတာလဲပြုံးနဲ့ကြည့်ရင်တော့ခရစ်ယာန်တွေအတွက်ကြွလာတယ်လို့ထင်လိုက်မယ်ကချင်တွေအတွက်လာတာလားကရင်တွေအတွက်လာတာလားဒါမှမဟုတ်အင်္ဂလိပ်တွေအတွက်လာတာလားအနောက်တိုင်းဘာသာတရားလား no အဲ့ဒီသခင်ယေရှုခရစ်တော်ကြွလာတဲ့အချိန်မှာဥရောပနိုင်ငံမှာရှိတဲ့လူတွေကလေဂူအောင်လူသားပဲရှိသေးတယ်ဘာယဉ်ကျေးမှုမှမထွန်းကားသေးဘူးအဲ့ဒီယေရှုကြွလာတဲ့အချိန်မှာလေကဘာကြီးမှာခရစ်ယာန်ဘာသာတရားမပေါ်သေးပါဘူးအဲ့ဒီယေရှုလောကကိုလာတဲ့အချိန်က BC4 လောကမှာတတ်တော်33နှစ်အသက်ရှင်တယ်လဝါကတိုင်မှာလူသားအားလုံးအပြစ်တွေအသေးခံတဲ့အချိန်မှာ AD 30အဲ့ဒီအချိန်မှာခရစ်ယာန်ဆိုတာလောကကြီးမှာတယောက်မှမရှိသေးပါဘူးဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားသည်ခရိယန်တွေကိုကယ်ဖို့လောကကိုလာတယ်ဆိုရင်မှားပါလေဘာဖြစ်လို့လဲအဲ့ဒီအချိန်တုန်းကခရိယန်ဘာသာတရားမရှိသေးတော့ဖြစ်တယ်ယေရှုလောကကိုလာတာလူမျိုးတစ်မျိုးကိုကယ်ဖို့မဟုတ်ဘူးဘာသာတစ်ခုကိုကယ်ဖို့မဟုတ်လူတိုင်းကိုကယ်ဖို့ဖြစ်တယ်အပြစ်ထဲကနေကိုမကယ်တင်နိုင်တဲ့လူသားတွေကိုကယ်ဖို့အတွက်ဖခင်ကကောင်းငင်ကနေဆင်းလာတယ်အဲ့ဒီဖခင်ခရစ်တော်ဆိုတဲ့ဖခင်ကကောင်းငင်ကဆင်းလာတယ်မြေကြီးပေါ်မှာလူတွေကိုကယ်ဖို့ဘာခံယူရလဲဆိုရင်တော့လူဇာတိလူဖြစ်ချင်းခံယူရတယ်
အဲ့ဒီလူကဲ့သို့ဖြစ်ချင်းခံယူတဲ့အခါမှာနာမည်ပေးတယ်ဘယ်လိုနာမည်လဲဆိုတော့ယေရှုဆိုတဲ့နာမည်အဓိပ္ပာယ်ကအပြစ်မှာကယ်ချွတ်မြစ်သူတချို့ကတဲ့သွားမလုံနဲ့တဲ့သူတို့ဖခင်ကယေရှုဆိုတာသိလားတဲ့နော်ကျွန်တော်ဟိုးငယ်တော့လူငယ်တွေကျွန်တော်မသိသေးခင်ပါဗောနော်အခြားသောညီကိုတွေကပြောကြတယ်ဟာရအောင်နဲ့မင်းတို့ဖခင်ယေရှုဆိုတာတဲ့ရေထဲမှာတော့ရှုရတာမလားရေထဲယေရှုယုံရေထဲနှစ်ကတော့ရေထဲနှစ်တော့ဘာလို့ ကလဲရေထဲမှာနှစ်ထားတယ်ဖခင်ကိုရှာမြင်ပြီလားရေထဲမှာဖခင်လိုက်ရှာတာနော်ဒါကြောင့်မို့သူတို့ဖခင်ယေရှုတဲ့ဘယ်မှာသွားရှုရတာလဲရေထဲမှာသွားရှုရတာအဲ့ဒါကြောင့်မို့ယေရှုတဲ့အဲ့လိုလားမဟုတ်ပါဘူးယေရှုဆိုတဲ့နာမည်ရဲ့အတိတ်ပဲကအပြစ်မှာကယ်ချွတ်မြစ်သူတဲ့အဲ့ဒီခရစ်တော်ဆိုတဲ့ဘုရားလောကကိုကြွလာတဲ့ခါမှာလူဇာတိခံတဲ့ခါမှာလူလိုမွေးဖွားတဲ့ခါမှာနာမည်တစ်ခုပေးတယ်အဲ့ဒါဘာလို့လဲယေရှုဒါကြောင့်မို့ယေရှုခရစ်တော်လူသားအားလုံးကိုအပြစ်မှကယ်ချွတ်မြတ်ဘုရားခရစ်ယာန်နဲ့ဆိုင်တဲ့ဘုရားမဟုတ်တော့ခရစ်ယာန်တွေပဲကယ်တဲ့ဘုရားမဟုတ်လူတိုင်းကိုကယ်တဲ့ဘုရားဖြစ်တယ်လူတိုင်းကိုချစ်တဲ့ဘုရားဖြစ်တယ် CHRIST Christ ဆိုတာကဖယားကိုပြောတာခရစ်တော်ပြောတာ MASS mass ဆိုတာလူထုကိုပြောတာလူသားတွေကိုပြောတာဖယားကလူသားတွေကိုကယ်ဖို့လောကကိုကြွလာတယ်အဲ့ဒါကိုခရစ်စမတ်လို့ခေါ်ပါတယ်ရိုးလေးပဲခရစ်စမတ်ဆိုဒီမှာဖယားကအပြစ်ရှိတဲ့လူသားတွေကိုကယ်ဖို့ဘယ်ကိုကြွလာလဲလောကကိုကြွလာတယ်အဲ့ဒါကိုဘာလို့ခေါ်လဲခရစ်စမတ်လို့ဖခင်ကခရစ်ယာန်တွေကိုကယ်ဖို့လောကကိုကြွလာတာခရစ်စမတ်မဟုတ်ပါဘူးခရစ်ယာန်တွေကိုပဲကယ်ဖို့မဟုတ်ပါဘူးအဲ့ယေရှုလောကကိုလာတဲ့အချိန်မှာခရစ်ယာန်ဘာသာတရားမရှိသေးဘူးအဲ့ဒါယေရှုသည်ခရစ်ယာန်နဲ့ပဲဆိုင်တဲ့ဖခင်မဟုတ်ဘူးကရင်နဲ့ပဲဆိုင်တဲ့ဖခင်မဟုတ်ဘူးကချင်နဲ့ပဲဆိုင်တဲ့ဖခင်မဟုတ်ဘူးအင်္ဂလိပ်နဲ့ပဲဆိုင်တဲ့ဖခင်မဟုတ်ဘူးလူတိုင်းနဲ့ဆိုင်တဲ့ဖခင်ဖြစ်တယ်လူတိုင်းကိုကယ်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ယေရှုဆိုတဲ့နာမည်အဓိပ္ပာယ်ကအပြစ်ကနေကယ်ချွတ်မြစ်သူဒီနေ့ကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဖရားဆိုတာရှိပါတယ်ကျွန်တော်ဒီအဆောက်အဦကြီးပေါ့နော်ဒီအဆောက်အဦကြီးနော်ဒီမနဒါဘာ reject ဘာခမ်းမနော်ဒီခမ်းမနာမည်ရှိရကျွန်တော်မေ့သွားနော်ဒီခမ်းမကြီးပေါ့ဒါကြီးကိုစောက်တဲ့လူရှိလားမရှိဘူးလားရှိတယ်ကျွန်တော်ကပြောမယ်ဒီအဆောက်အဦကြီးဟာတကယ်တော့ဘယ်သူမှမဆောက်ဘူးဗျဘယ်သူမှမဆောက်သူ့ဘာသူဖြစ်လာတာတန်တွေကတစ်ခုနဲ့တစ်ခုသွားဆက်အုတ်တွေကတစ်ခုနဲ့တစ်ခုသွားဆက်ဘီလက်မြေတွေကသူ့ဘာသူလောက်အမိုးတွေကသူ့ဘာသူတက်လာလေတွေကနေပြန်လာပြီးတော့သူ့ဘာသူအဆောက်အဦကြီးဖြစ်သွားတာစောက်တဲ့သူမရှိပါဘူးဒါသူ့ဘာသူဖြစ်တာပါလို့ပြောရင်ယုံလားလက်ခံလားဒီအဆောက်အဦလောက်တဲ့သူမရှိပါဘူးဒါအလိုလျောက်တဘာဝပါသူ့ဘာသူဖြစ်လာတာလို့ပြောရင်ယုံလားဘယ်ယုံမလဲဒါစောက်တဲ့သူမရှိဘဲနဲ့ဘယ်လိုလုပ်ဖြစ်မလဲဒီအဆောက်အဦလေးတောင်မှလှုပ်တဲ့သူမရှိပါဘူးတဘာဝပါလို့ပြောရင်ဒီမှာတယောက်မှလက်ခံမှာမဟုတ်ပါဘူးဒီလိုပါပဲမိတ်ဆွေကဘာမိုးမြေစัจ java နဲ့ကျွန်တော်တို့လူသားတွေကိုဖန်ဆင်းတဲ့ဖခင်ရှိတယ်ဖန်ဆင်းတဲ့ဖခင်ရှိတယ်ဒါတွေကတဘာဝပါသူ့ဘာသူဖြစ်လာတာပါမဟုတ်ပါဘူးမိတ်ဆွေဒီအဆောက်အဦလေးတောင်သူ့ဘာသူဖြစ်လာတယ်ဆိုရင်ဘယ်သူမှမယုံပါဘူးဒီနေ့အင်မတန်ကြီးမားတဲ့နေစัจ java အစုဝေးနဲ့ကဘာနက္ခတ္တရာဂျိုးတွေလူသားအားလုံးကိုဖန်ဆင်းတဲ့ဖခင်ရှိတယ်အဲ့ဒီဖခင်ကသင်ကိုသိချစ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ကိုတန်မိုးထားတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ကဘာကြီးကိုဖန်ဆင်းတဲ့ဖခင်ရှိတယ်ဒါကြောင့်မို့အခုချိန်မှာတခြင်းလေးတစ်ပုဒ်အားဖြင့်ခွန်အားပေးခြင်းနဲ့ကဘာကိုဘယ်သူဖန်ဆင်းလဲကျယ်တွေလတွေသက်ရှိတွေနဲ့လောကလူတွေဘလို့အစပြုပြီးတော့အဆုံးမှာဘလို့တွေဖြစ်မှာလဲဒီနေ့ခြေတော်ကြောက်စီတိုင်းသင်တမလွန်မှာအပင်ငဲသွားဖို့ဖခင်လိုတော်မရှိပါဘူးအဲ့ဒီယေရှုခရစ်တော်ဖခင်ကသင်သေပြီးတမလွန်မှာငရဲကြဖို့အလိုမရှိပါဘူးအဲ့ဒီယေရှုခရစ်တော်ဖခင်ကျွန်တော်ပြောမယ်နော်ခရစ်ယာန်တွေဝဲကဲတဲ့ဖခင်မဟုတ်ယေရှုကြွလာတဲ့အချိန်မှာခရစ်ယာန်ဘာသာတရားမပေါ်သေးဘူးအဲ့ဒီယေရှုကဘာသာနဲ့ဆိုင်တဲ့ဖခင်မဟုတ်လူမျိုးနဲ့ဆိုင်တဲ့ဖခင်မဟုတ်တချို့ခရစ်ယာန်တွေကဒီလိုထင်တယ်ငါတို့ကမွေးကလေးကခရစ်ယာန်ငါတို့သေရင်ပဲသွားမလဲကောင်းကင်နိုင်ငံသွားမယ်ကျွန်တော်ပြောပြမယ်ဒီကျမ်းစာအုပ်ထဲမှာခရစ်ယာန်ဘာသာဝင်ကောင်းကင်နိုင်ငံရောက်မယ်လို့တလုံးမှရေးမထားအောင်ခရစ်ယာန်ဘာသာဝင်တိုင်းကောင်းကင်နိုင်ငံရောက်မလားမရောက်ပါဘူးခရစ်ယာန်ဘာသာဝင်တိုင်းကောင်းကင်နိုင်ငံမရောက်ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီးတော့ငရဲသွားရမယ့်သူတွေလည်း
တပုံကြီးပဲဘသူ့ကိုမယုံရင်ယေရှုကိုမယုံရင်ဒါကြောင့်သင်ကဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘယ်အခြေအနေဘယ်အဆင့်တန်းမှာရှိပါလိမ့်စေပြဿနာမရှိပါဘူးယေရှုသင်ကိုကယ်တယ်ယေရှုသင်ကိုချစ်တယ်ဘာသာနဲ့ဆိုင်တဲ့ဘုရားမဟုတ်နော်လူမျိုးနဲ့ဆိုင်တဲ့ဘုရားမဟုတ်သင်နဲ့ဆိုင်တဲ့ဘုရားဖြစ်တယ်ကဘာကြီးကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်လူသားအားလုံးကအပြစ်ကြောင့်ငရဲသွားရမှာဒါပေမဲ့အဲ့ဒီဘုရားကအပြစ်ကြောင့်ငရဲမသွားစေခြင်းလို့ခရစ်မတ်ဆိုတာကလူသားအားလုံးကိုကယ်ဖို့ဘုရားကြွလာတယ်ခရစ်ဆိုတဲ့ဘုရားယေရှုခရစ်တော်ဘုရားကမတ်ဆိုတဲ့လူသားအားလုံးကိုကယ်ဖို့လောကကိုကြွလာတယ်ဒါကြောင့်မို့သင်တက်မလွန်မှာသိပြီးတက်မလွန်မှာသင်ဘယ်သွားရမလဲဆိုတဲ့အဖြေမသိသေးဘူးဆိုရင်ဒီသချင်းလေးနားထောင်ကြည့်ပါဒီသချင်းလေးထဲမှာသင်တို့အဖြေကယေရှုပဲဖြစ်တယ်အဲ့ဒီယေရှုကသင်နဲ့ကျွန်တော်ကိုကယ်တဲ့ဘုရားဖြစ်ပါတယ်ဒီနေ့သတင်းကောင်းဒါလေးပါပဲသိထွေထူးမရှိပါဘူးအဲ့ဒီယေရှုသင်ကိုကယ်တယ်သင်ယုံရင်တမန်တော်မှာငဲသွားစရာမလိုတော့ဘလို့ကယ်လဲအသက်ပေးပြီးကယ်တယ်လက်ဝါးကတိုင်းမှာကျွန်တော်တို့အပြစ်တို့အသေးခံပြီးတော့ကယ်တဲ့ဘုရားဖြစ်တယ်သင်ယုံရင်တမန်တော်မှာငဲသွားစရာမလိုခရစ်ယာန်ဘာသာထဲဝင်ပါလို့ကျွန်တော်တလုံးမှမပြောပါဘူးခရစ်ယာန်ဘာသာထဲဝင်လို့လည်းကောင်းဝင်နိုင်ငံမရောက်ဘူးခရစ်ယာန်ဘာသာအရန်ကောင်းတာဗောခရစ်ယာန်ဘာသာအရန်ကောင်းတယ်ဒါမကောင်းတာပါလေလူကမကောင်းအဲ့ဒီမကောင်းတဲ့လူတွေကိုကယ်ဖို့ယေရှုခရစ်တော်ဘုရားလောကကိုကြွလာတယ်ဒါကြောင့်မို့ကျွန်တော်အားလုံးကလောကဧည့်သည်ဖြစ်တယ်တမလွန်ခီးကိုလူတိုင်းသွားရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့လောကမှာဘလောက်ပဲပတ်စံချမ်းသာပါစေတနေ့သေရမှာဖြစ်တယ်ဘလောက်ပဲပညာတတ်ပါစေတနေ့ဘာလို့ရမလဲသေရမှာဖြစ်တယ်ဘလောက်ပဲယာဒူးအာနာတွေရှိပါစေတနေ့ဘာလို့ရမလဲသေခြင်းတရားကိုတော့ဆင်းရဲသားလဲကြုံရမယ်ချမ်းသာတဲ့သူလဲကြုံရမယ်ပညာတတ်တဲ့သူလဲကြုံရမယ်ပညာမတတ်တဲ့သူလဲကြုံရမယ်ဘာသာရေးသမားသူတော်ကောင်းဖြစ်တဲ့လူလဲတနေ့သေရမှာဖြစ်တယ်ဘာသာရေးမှမလုပ်ဘဲနဲ့လောကမှာဖြစ်တယ်လို့အသက်ရှင်နေသူလဲတနေ့သေရမှာဖြစ်တယ်ကျင်းသေးတာတော့ဘယ်လူတူတယောက်မှသေခြင်းတရားကိုမလွန်ဆန်နိုင်ပါဘူးပြဿနာကသေပြီးပြီးသွားရင်အကြောင်းမဟုတ်ဘူးဗျသေပြီးရင်လူကမပြီးဘူးဘာသာတရားအားလုံးကသွန်သင်တယ်သေခြင်းရဲ့အခြားတစ်ဖက်မှာထာဝရနှစ်နေရာရှိတယ်ထာဝရအပေငရဲဆိုတဲ့မကောင်းတဲ့နေရာနဲ့ထာဝရဒုက္ခချမ်းသာပုံဆိုတဲ့ကောင်းတဲ့နေရာနှစ်ခုရှိတယ်သင်ကအပြစ်ရှိရင်တော့သေပြီးရင်တမလွန်မှာအပေငဲသွားမှာဖြစ်ပါတယ်မိတ်ဆွေအပြစ်ကင်းရင်တော့တမလွန်မှာထာဝရဒုက္ခချမ်းသာပုံကိုဝင်စားမှာဖြစ်ပါတယ်ဒါဆိုရင်လောကခဏတာအသက်ရှင်တဲ့အချိန်မှာသင်အပြစ်ကင်းအောင်မလုပ်ဖို့လို့လဲကြိုးစားဖို့လို့တယ်ဟုတ်လားမဟုတ်လားအပြစ်ကင်းအောင်ကြိုးစားရမယ်ဘာဖြစ်လို့လဲအပြစ်ရှိရင်ပဲသွားမလဲငရဲသွားမယ်အပြစ်ဆိုတော့အနေအများနဲ့မဆိုင်ဘူးနော်အပြစ်လေးတစ်ခုရှိပဲသွားမလဲငရဲပဲအပြစ်တစ်စက်မှမရှိမှအပြစ်ကင်းစင်မှသင်ပဲကိုရောက်မလဲကောင်းကင်နိုင်ငံရောက်မယ်ဒါကြောင့်မို့လောကမှာလူတိုင်းကအပြစ်အကုသို့နဲဖို့တော့ဘာလို့လဲဘာသာတရားတွေကိုစူးစမ်းလိုက်လျှောက်ကျင့်ကြံပါလေကျွန်တော်ပြောပြမယ်ဘာသာတရားအားလုံးချုပ်လိုက်နှစ်ချက်ပဲထွက်တယ်ကမ္ဘာပေါ်မှာရှိတဲ့ဘာသာတရားအားလုံးအကုန်ကောင်းတယ်မကောင်းတဲ့ဘာသာတရားတစ်ခုမှမရှိပါဘူးဘာသာတရားအားလုံးကောင်းတယ်မကောင်းတာဘာလဲသလားလူကမကောင်းတရားတွေကကောင်းတယ်နော်ခရစ်ယာန်ဘာသာတရားလေ့လာမလားဗုဒ္ဓဘာသာတရားလေ့လာမလားဟိန္ဒူလေ့လာမလားအစ္စလာမ်လေ့လာမလားနော်ကျွန်တော်တို့ဂျူးဘာသာတရားလေ့လာမလားစစ်ဘာသာတရားလေ့လာမလားနတ်ကိုးကွယ်တဲ့ဘာသာတရားလေ့လာမလားကြိုက်တာလေ့လာအကုန်လုံးကကောင်းလားမကောင်းလားကောင်းတယ်ဘာသာတရားအားလုံးကကောင်းတယ်ဒါကြောင့်ဘာသာတရားအားလုံးကောင်းတယ်ကောင်းတာကြီးပဲအားလုံးကိုချုပ်လိုက်သူတို့ကျင့်ရတဲ့ထုံတန်းစင်လာလေးတွေကိုးကွယ်တဲ့ပုံစံလေးတွေလိုက်လျှောက်ရတဲ့တရားစကားလေးတွေကွဲလွဲတာရှိပေမဲ့အချုပ်ကနှစ်ချက်ပဲရှိတယ်ဘာသာတရားအားလုံးချုပ်လိုက်နှစ်ချက်ပဲရှိတယ်တစ်ချက်ကပါလေသလားကောင်းတာကိုလုပ်ပါဘာသာတရားအားလုံးကဘာသုံးသင်လဲကောင်းတာကိုလုပ်ပါဒုတိယအချက်ဘာသာတရားအားလုံးကိုချုပ်လိုက်ဘာပြောလဲဆိုမကောင်းတာကိုရှောင်ပါဒါလေးပဲ
ခရိယန်ဘာသာတရားလည်းဒီလိုပဲသုံးသင်တယ်ကောင်းတာကိုလုပ်ပါအချင်းချင်းဘာလုပ်ရမလဲချစ်ရမယ်ခရိယန်ဘာသာတရားတွန်းတယ်နော်ချစ်တာတော့ဘယ်လောက်တိတောင်ချစ်ခိုင်းသလားရန်သူကိုတော့ဘာလုပ်ရမလဲချစ်ရမယ်နော်ရန်သူတော့ဘာလုပ်ခိုင်းလဲရန်သူမပြောနဲ့ကိုယ်အိမ်ရမိသားစုတော့မချစ်နိုင်ဘူးနော်ကိုယ်အိမ်ရမိသားစုတော့ကိုမချစ်နိုင်သိမချစ်နိုင်ဘူးစကားမပြောတာကြာပြီနော်တခါလိရှိတယ်နော်တအိမ်ထဲနေတာစကားမပြောဘူးနော်မချစ်နိုင်ဘူးရန်သူကိုချစ်ပါတဲ့ခရိယန်ကျမ်းစာအသွင်သင်တယ်လုံနိုင်လားမလုံနိုင်ဘူးမလုံနိုင်ဒါကြောင့်မို့ကျွန်တော်သတင်းစာဖတ်ဖွင့်တွေ့လိမ့်မယ်သတင်းစာထဲမှာလေအမွေပြတ်ပါလို့ချင်းသားသမီးဖြစ်မှအမွေပြတ်ပါလို့ချင်းစွန့်လွတ်ချင်းဖတ်ဘူးလားမဖတ်ဘူးလားဟာမိဘအရင်ကသားသမီးရင်းကိုဘာလုပ်လဲတလောက်ချစ်ပါတယ်ဆိုတဲ့မိသားစုရင်းတော့အမွေပြတ်စွန့်လွတ်တာရှိလားမရှိဘူးလားလူရဲ့ချစ်ချင်းမြတ်တာအကန့်အသတ်ရှိတယ်တရားကောင်းတယ်ဗျခရိယန်တရားအသိကောင်းတယ်ချစ်ပါတဲ့ချစ်နိုင်လားမချစ်နိုင်ဘူးကျွန်တော်တို့ဟိုးချောင်းသားမှာသင်တန်းသွားလို့ချောင်းသားမှာသင်တန်းကျွန်တော်လည်းကျမ်းစာသင်ဖို့လိုက်သွားတော့ချောင်းသားစရောက်ချင်းပြဿနာစတက်ရောဗျာဘာပြဿနာတက်တယ်လားအခန်းငှားထားတာကခုနှစ်ခန်းငှားထားတယ်ချောင်းသားမှာလူတွေများလို့တဲ့ခုနှစ်ခန်းမရတော့9ခန်းပဲရမယ်တဲ့ဒီမှာပါလာတဲ့လူငယ်တွေကသင်တန်း9ခန်းနဲ့ဆိုတော့မလောက်ဘူးမလောက်တော့အဲ့ကမန်နေဂျာနဲ့အဲ့ဒီအသင်းတော်ကပါလာတဲ့သင်းတော်ကြီးနဲ့ရန်ဖြစ်ရောနော်သင်တန်းမစသေးဘူးအရင်ဆုံးပါစလိုက်ရန်ပွဲကအရင်စတာသင်တန်းကောင်းစင်ပါလေသလားဘုရားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏သင်တန်းကောင်းစင်အားလားအခုချစ်ချင်းမြတ်တာခဏထားအောင်ဒီမှာမချစ်နိုင်ဘူးနော်အဲ့ကမန်နေဂျာခင်ဗျားတို့ဘယ်လိုလုပ်တာလဲငှားထားတာ9ခန်းအခုတော့9ခန်းပဲရတယ်ဆိုတော့ဘယ်လိုလုပ်တဲမလဲဘာညာဟာစကားများရင်နဲ့ဆဲတဲ့အတန်မှာထွက်လာတယ်ကျွန်တော်စိတ်တွေညစ်နော်ဒီမှာကျမ်းစာဘယ်လိုသင်လို့သင်ရမှာမသိဘူးကျမ်းစာသင်တန်းမရောက်သေးဘူးအရင်ဆုံးမလုပ်ပြီလေစကားများပြီအဲ့ဒီလိုစကားများတဲ့အချိန်မှာအသင်းတော်လူကြီးတယောက် तू ကကြိုပြောပြီးသားငါမင်းတို့ကားနဲ့မလိုက်ဘူးအနောက်ကနေငါလိုင်းကားနဲ့လာမယ်ဒီကားကမစီးနိုင်ဘူး expert ကားနဲ့ငါစီးမယ်ကားကရောက်ရင်လူငယ်တွေငါ့ကိုလာကြိုငါနေရာမသိဘူးဟိုတယ်မသိဘူးဒါပေမဲ့လူငယ်တွေကကြိုဖို့မေ့သွားအောင်ဗျအဲ့ဒီသင်းတော်ကြီးကိုနော်အဲ့ဒီသင်းတော်လူကြီးကိုကြိုဖို့မေ့သွားအောင်ဒီမှာစကားများနေတော့အခန်းမရောက်ဆိုဟာအဲ့ဒီသင်းတော်လူကြီးကဘာလုပ်တယ်မဟုတ်လဲသုံးဘိန်းလားဆိုင်ကယ်လားမသိဘူး तू စီးလာငှားလာပြီးတော့အဲ့ဒီဟိုတယ်ကိုလေလိုက်ရှာပြီးတော့ရောက်လာမျက်နှာကြီးကหนีရဲနေတာမင်းတို့လူငယ်တွေငါမှားထားတာဘာလို့လာမကြိုလဲဟာဒေါကန်အောင်ဟာမဟုတ်ပါဘူးအန်ကယ် sorry ပါဒီမှာအခန်းမရလို့ရှင်းနေလို့ပါအခန်းမရတာပါတိုင်းငါနားမလဲဘူးမင်းတို့ငါ့ကိုလာကြိုဆိုကဘာလုပ်ရမလဲလာကြိုရမှာခရိယန်လည်းဒေါသရှိလားရှိတယ်လုံမှာကျမ်းစာသင်တန်းတော့ဖះရှိခိုးမှာဒါပေမဲ့အခုဘာဖြစ်နေလဲစပြဿနာတွေသင်တန်းကောင်းတယ်ပါလေဖះသခင်ဒီချစ်ချင်းမြတ်တာအခုမချစ်နိုင်ဘူးမန်နေဂျာလည်းမချစ်နိုင်ဘူးနော်လူငယ်တွေလည်းမချစ်နိုင်ဘူးဟာပြဿနာတက်အဲ့ဒေါသထွက်တာအဲ့သင်းတော်လူကြီးကလေဟာသူ့နည်းနည်းရေလေးပါလေးတောက်ပါအောင်အမောဖြေပါအောင်ဘာညာဟာသူ့တောင်းပန်ယူရတာညလေရောက်ကိုသင်တန်းဖွင့်ပွဲအဲ့ဒီသင်းတော်ကြီးကဘာလုပ်ရမှာလဲတရားဟောရမှာဖွင့်ပွဲမှာစပြီးသင်းတော်ကြီးတရားဟောပြီသင်းတော်ကြီးလားကျမ်းစာဖွင့်လိုက်သူဖတ်တဲ့ကျမ်းပိုက်တဲ့ကျော်သူမျက်နှာကိုကြည့်နေဘုရားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ဟိုးနေ့လေကလာတဲ့သူ့ပုံစံနဲ့အခုပုံစံနဲ့ဘာလို့သွားလဲအရန်ကွာသွားတယ်ဘုရားရှိခိုးကန်ကြီးကကျမ်းစာဖတ်တာတော့မှတစ်လုံးချင်းစီကျောင်းတစ်ခါလျံဘာသာရေးထဲမှာပဲရှိရင်လေတရားကောင်းတယ်နော်လူကအဲ့တရားကိုလိုက်နိုင်လားဖတ်တဲ့ကျမ်းစာကဘုရားသခင်ကချစ်ချင်းမြတ်တာဖြစ်တယ်သူ့လေသံပြောင်းသွားတယ်ဒါပေမဲ့နေ့လေတုန်းကလာတဲ့သူ့ရဲ့ပုံစံကဘာချစ်ချင်းမြတ်တာမှမရှိဘူးဒါကြောင့်မို့တရားကောင်းလားခရိယန်ဘာသာတရားကောင်းလားကောင်းပါတယ်ဘယ်သူမကောင်းလဲလူမကောင်းလူမလိုက်နိုင်ဒါကြောင့်မို့ဘာသာတရားအားလုံးချုပ်လိုက်နှစ်ချက်ပဲထွက်တယ်ကောင်းတာကိုလုပ်ပါရန်သူကိုချစ်ရမယ်ခရိယန်နေရာမှာကျမ်းစာဖတ်တော့ကျမ်းပိုက်တစ်ပိုက်သွားဖတ်မိတာသင်ရန်သူမွတ်သိမ့်လင်ဘာလုပ်ပါလှုပ်ကြွေးပါတဲ့ပြီးရင်သူ့ခေါင်းပေါ်ဘာပုံထားမလဲမိခဲပုံထားမဟာဒီကျမ်းပိုက်ငါစောစီမတွေ့ဘူးဈေးထဲသွားဝယ်မုတ်တွေပါသွားဝယ်ကိုနဲ့မတက်တဲ့လူဘာလုပ်လဲအဲ့ယုံထဲကကိုနဲ့မတက်တဲ့သူကိုနဲ့သိအစင်မပြေသူရော့စား
မုတ်တိစားနော်ကျွေးတာအကောင်းကျွေးတာမဟုတ်နော်သင်ကြီးရန်သူမုတ်သိမ့်လင်ဘာလို့လဲလှုပ်ကျွေးလို့ပြီးရင်သူ့ခေါင်းပေါ်ဘာလို့မလဲအဲ့ဒီမီးခဲပုံမယ်ဆိုတဲ့ကိစ္စသူဘာလို့လဲတွေ့ရောစားမုတ်စားနော်သူနဲ့မတည့်လူလေမုတ်တွေကျွေးပြီးပါလဲကိုကာကိုလာလေးတော့တိုက်တာပစီလေးပါလေးတော့တိုက်ဘုရားသခင်ရေမဟုတ်ဘူးနော်ကိုကာကိုလာတိုက်ထားတာမုတ်တွေပါလေကျွေးထားတာကျမဘက်အပိုင်းကတော့ရန်သူကိုမုတ်သိမ့်လေဘာလို့ပါကျွေးပြီးသွားပြီကိုတော့အပိုင်းကတော့မီးခဲတော့မနှဲစေနဲ့များပုံပေးရန်သူကိုချစ်ပါဆိုတာကကျွေးပါဆိုတာကစေတနာနဲ့ကျွေးရလားမဟုတ်ဘူးအဲ့ဒီမီးခဲကျမ်းပိုက်ဖတ်မိတာမီးခဲပုံမယ်လို့ဘုရားကပြောလဲပြောဘာလို့လဲသွားကျွေးရောတကယ်တမ်းကြတော့လူကတရားကောင်းတယ်ဗျလူကလိုက်နိုင်လားမလိုက်နိုင်နှလုံးသားလွဲနေတာရန်သူကိုချစ်ပါဆိုတာနှလုံးသားတွေကချစ်ခိုင်းတာဒါပေမဲ့ तू ကဘာလုပ်ချင်တာလဲဘုရားသခင်သူ့ကိုဆုံးမပါစေမိခဲပုံပါစေကျွန်တော်တို့ခရိယန်တွေကလေတရားကောင်းတယ်ဗျဒါပေမဲ့မလိုက်နိုင်အောင်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဘာသာတရားအားလုံးချုပ်လိုက်နှစ်ချက်ပဲထွက်တယ်ကောင်းတာကိုလုပ်ပါမကောင်းတာကိုဘာလုပ်ရမလဲရှောင်ပါမကောင်းတာကိုရှောင်ပါကျွန်တော်ရှောင်နိုင်လားမရှောင်နိုင်ဘူးဘယ်သူမှမပြောပါဘူးကျွန်တော်တို့ဓမ္မဆရာတွေကိုယ်တိုင်ကျွန်တော်လိန်တက်လားဓမ္မဆရာဆိုပြီးမလိန်တက်အောင်မထင်နဲ့နော်ကျွန်တော်လိန်တက်တယ်သူများတွေကနေတွေပါသွားရင်ချက်ချွေးတာလေဆရာတို့စားလို့ကောင်းလားကောင်းပါလေတကယ်တော့မကောင်းဘူးလေဒါမကောင်းတဲ့ဟာကိုမကောင်းသွားပြောလို့ရလားဘယ်ရမလဲဟာသူများအိမ်မှာ तू ကဘာဖြစ်လဲမရှိတဲ့ဟာနဲ့ဘာလုပ်ပေးတာလဲချက်ကျွေးတာသူ့ထမင်းဘလောက်မာနော်တခါလေထမင်းကမာနေတာသွားတော့ကျိုးမယ်နော်ဒါပေမဲ့အဲ့ဒါစားတာပဲဆရာကောင်းလားကောင်းတယ်နော်တခါလေ तू ချက်ကျွေးတဲ့ဟာတွေကဟာချင်းဆုံးနေတာ तू လည်း तू ရှိတယ်နော်တည့်သီးပေါ်တော့တည့်သီးနဲ့ဘာလုပ်လဲချက်ကျွေးတာဆရာကောင်းလားကောင်းပါလေနော်ဟန်ဆောင်ရတာလိန်ရတာမလိန်ရဘူးလားလိန်ရတာပဲနော်ကျွန်တော်တို့အပြစ်ကြောင့်ငရဲသွားကြီးဆိုကျွန်တော်ဓမ္မဆရာတွေအရင်ဆုံးသွားမှာဟာတော်သေးလို့ယေရှုကယ်လို့ကျွန်တော်တို့လည်းယေရှုကယ်လို့ဘာမှကောင်းလို့မဟုတ်ဒီမှာရှိတဲ့လူတွေထက်ပိုအကျင့်ကောင်းလို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ကျွန်တော်လည်းဘသူကယ်လို့ယေရှုကယ်လို့ပဲဒါကြောင့်မို့ဒီမှာရှိတဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော်ပြောပြခြင်းတယ်ယေရှုခရစ်တော်ဘုရားကလေဘာသာမခွဲဘူးလူမျိုးမခွဲဘူးအဆင့်တန်းအနှိမ့်မြင့်မခွဲလူတွေခွဲကောင်းခွဲမယ်နော်လူတွေခွဲကောင်းခွဲမယ်ဘုရားเจ้าတွေခွဲကောင်းခွဲမယ်ဂိုင်းကနာတွေခွဲကောင်းခွဲမယ်နော်ကျွန်တော်သာခရိယန်မဟုတ်ဘဲနဲ့လေအခြားသောနေရာကြည့်မယ်ဆိုရင်ခရိယန်တွေကြည့်ပြီးတော်မျက်စိလဲမှာဗျတယောက်ကလည်းဟိုကအမေဂိုင်းဟိုကသားတော်ဂိုင်းဟိုကလည်းခမည်းတော်ဂိုင်းဟိုကလည်းဟာလေလုယာဂိုင်းဟာရှုပ်ခတ်နေတာနော်ဘယ်ဂိုင်းဝင်ပြီးတော့ဘာလို့လောက်မှာခရိယန်တွေကရှုပ်တယ်ဒါပေမဲ့ယေရှုကတော့ဘာလို့လဲရှင်းလေးပဲယေရှုကသင်အပြစ်တွေအသေးခံတယ်ကျွန်တော်ပြောပြမယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကကောင်းတာကိုသိလျက်မလုံနိုင်တဲ့သူတွေအတွက်မကောင်းတာကိုသိလျက်မရှောင်နိုင်တဲ့သူတွေအတွက်ကယ်တင်ဖို့အတွက်လောကကြီးကိုဘာလုပ်လာလဲကြွားလာတယ်အဲ့ဒါကိုခရစ်စမတ်လို့ခေါ်ပါတယ်ခရိယန်တွေအတွက်ကြွားလာတာမဟုတ်ပါဘူးလူမျိုးတစ်ခုအတွက်ကြွားလာတာမဟုတ်ပါဘူးလူတိုင်းအတွက်ကြွားလာတာဖြစ်တယ်အဲ့ဒါကိုတချို့ခရိယန်တွေကယေရှုကငါတို့ရဲ့ဖခင်ဆိုပြီးတော့မူပိုင်လုပ်လိုက်တယ်ယေရှုကခရိယန်တွေရဲ့ဖခင်ပဲမဟုတ်ပါဘူးလူတိုင်းနဲ့ဆိုင်တဲ့ဖခင်ဖြစ်တယ်လူတိုင်းကိုကယ်တဲ့ဖခင်ဖြစ်တယ်သင်ယုံကြည်ရင်တက်မလုံးမှာငဲသွားစရာမလိုတော့အဲ့ဒီယေရှုခရစ်တော်ဖခင်ကဘာသာတရားတွေအားလုံးကောင်းတယ်ဘာသာတရားအားလုံးချုပ်လိုက်နှစ်ချက်ထွက်တယ်ကောင်းတာကိုလုပ်ပါမကောင်းတာကိုရှောင်ပါဒါပေမဲ့လူကကောင်းတာကိုမလုပ်နိုင်ဘူးမသိတာမဟုတ်တော့ကောင်းတာကိုသိတယ်မလုပ်နိုင်တာမကောင်းတာကိုသိလားသိတယ်ဗျာဒါပေမဲ့ဘာမလုပ်နိုင်ဘူးလဲမရှောင်နိုင်ဘာလို့သိလဲသလားကဘာဦးမှာဖျားဖန်ဆင်းစားမှာအေဒင်ဥယျာဉ်မှာအပင်တပင်ရှိတယ်ဥယျာဉ်အလယ်မှာအဲ့ဒါကောင်းမကောင်းသိကျွမ်းရအပင်အဲ့ဒီအပင်ရဲ့အသီးကိုဖျားပြောတယ်မစားနဲ့လို့ပြောတယ်စားသောနေ့မှာဧကမန်သိမယ်စားလိုက်တဲ့အခါမှာဖျားကမလုံနဲ့လို့ပြောတယ်လူကဘာလို့လဲသွားလုံလိုက်တဲ့အခါမှာဘယ်ထဲကျသွားလဲအပြစ်ထဲကျသွားလဲအဲ့ဒီအပင်ရဲ့အသီးကအပြစ်ရဲ့အသီးလို့မရေးထားအောင်စိုးညစ်ခြင်းအသီးလို့လည်းမရေးထားအောင်မှောင်မိုက်ခြင်းအသီးလို့လည်းမရေးထားအောင်အဲ့ဒီအပင်ရဲ့နာမည်ကဘာလဲကောင်းမကောင်းသိကျွမ်းရပင်အဲ့ဒီအသီးကိုစားပြီးတဲ့နောက်ပိုင်းမှာလူကကောင်းတာကိုသိလားသိတယ်မကောင်းတာကိုလည်းသိလားဒီနေ့ကျွန်တော်အိမ်မှာရှိတဲ့ခလေးတွေလူငယ်တွေမေးကြည့်ဘယ်ဟာကောင်းလဲသိလားဆိုသိတယ်သူတို့ပြဿနာပါလဲကောင်းတာကိုမလုပ်နိုင်လားဘယ်ဟာမကောင်းလဲသိလား
သိတာဗောခလေးလူကြီးလူငယ်အားလုံးမကောင်းတဲ့ຢာဘာလဲသိတယ်ပြဿနာဘာလဲမရှောင်နိုင်တာအဲ့ဒီအသီးကြောင့်လူကကောင်းမကောင်းအောင်သိသွားတော့ညာလဲမရှောင်နိုင်ဘူးဒါကြောင့်မို့လူကအကုသိုလ်တက်အကုသိုလ်ပဲအဲ့ဒီအကုသိုလ်အပြစ်ကြောင့်အပြစ်မကင်းတဲ့အတွက်ကြောင့်တက်မလုံးမှာကျွန်တော်တို့ဒီဘယ်ကိုသွားမှာလဲငရဲသွားမှာဒီမှာရှိတဲ့သူတွေအားလုံးကျွန်တော်မှစပြီးဘသူမှအပြစ်နဲ့မကင်းဘူးကျမ်းစာဒီလိုပြောတယ်ဖြောင့်မတ်တော်သူမရှိတယောက်မျှမရှိတယောက်တောင်မရှိဘူးတဲ့ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိဒီမှာရှိတဲ့သူတွေအားလုံးဖြောင့်မတ်လားကျွန်တော်တို့ရဲ့အကျင့်ကိုကြည့်ဘယ်သူမှမဖြောင့်မတ်ဘူးကျွန်တော်ဖြောင့်မတ်လားမဖြောင့်မတ်ဘူးဒီမှာရှိတဲ့သူရောက်စီတိုင်းအကျင့်ကောင်းလားမကောင်းကိုပြစဉ်းစားကြည့်ပေါ့ကျွန်တော်အကျင့်ကောင်းလားမကောင်းတော့မကောင်းမနဲ့တရားလာဟောနေနော်ဟုတ်တယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုယ့်ရဲ့အကျင့်ကိုကြည့်ရင်ဘယ်သူမှမကောင်းဘူးဗျာဘယ်သူကြောင့်ပဲကောင်းတာလဲယေရှုကြောင့်အဲ့ဒီယေရှုကလေမကောင်းတဲ့ကျွန်တော်တို့ကိုချစ်လို့လောကကိုဆင်းလာပြီးတော့အဲ့ဒီအာကုသိုလ်ကြွေးတွေကိုသူ့ပေါ်မှာတင်ပြီးတော့လက်ဝါးကတိုင်းမှာမလုပ်လိုက်လေအသေးခံသွားတယ်ဗျာသူ့ကိုယုံလိုက်တာနဲ့ကျွန်တော်ကဘယ်ကလွတ်ပြီလဲအဲ့ဒီအပြစ်အာကုသိုလ်ကနေလွတ်ပြီကျွန်တော်တို့ကျင့်နိုင်လို့လွတ်တာလားခရစ်ယာန်ဘာသာဝင်လို့လွတ်တာလားယေရှုကိုယုံလို့လွတ်တာလားသင်ကျင့်နိုင်လို့လွတ်တာမဟုတ်ဘူးနော်ယေရှုကယ်တာကိုယုံလို့ဘာလို့တာလဲအဲ့ဒီယေရှုကဘယ်သူတွေကိုကယ်တာလဲလို့မေးရင်အပြစ်ရှိသောသူတိုင်းကိုကယ်တာဖြစ်တယ်ခရစ်ယာန်တွေပဲကယ်တာမဟုတ်အဲ့ဒီယေရှုကလက်ဝါးကတိုင်းမှာအသေးခံခြင်းအဖြစ်သင်ကိုကယ်ပေးပြီးသွားပြီအဲ့ဒီယေရှုကသင်ကိုထာဝရအသက်ဆိုတဲ့လက်ဆောင်ကိုအခမဲ့ပေးတာဖြစ်တယ်အဖိုးခမယူပါဦးဖိုးခမယူပါဒါကြောင့်မို့သင်တက်မလုံးမှာကောင်းကင်နိုင်ငံရောက်ဖို့ဘာလုပ်ရမလဲဘာမှမလုပ်နိုင်တက်မလုံးမှာကောင်းတဲ့နေရာရောက်ဖို့သင်ဘာမှမလုပ်နိုင်ဘာဖြစ်လို့လဲလူကမွေးကလေးကအကုသိုလ်တက်နေတာဗျကျမ်းစာပြောတယ်လူကတဲ့ဘာအပြစ်မှမလုပ်ရသေးခင်တည်းကအပြစ်ရှိပြီးသားဘာအပြစ်မှမလုပ်ရသေးခင်တည်းကဘာရှိတာလဲအပြစ်ရှိတာလဲဘလို့ခေါ်လဲသလားမွေးရပါလို့ခေါ်တယ်ဘလို့ခေါ်လဲမွေးရပါဒီမှာကချင်လူမျိုးများတို့ကြောင့်ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်ကချင်ဇနီးမောင်နဲ့နှစ်ယောက်ကမွေးလာတဲ့ကလေးသည်ဘာလိုမျိုးဖြစ်မလဲကချင်ပဲဖြစ်မှာပေါ့ဟုတ်လားမဟုတ်လားဘေးရင်သွားမွေးစရာမလိုလေမွေးလာတဲ့ကလေးလေးကအင်္ဂလိပ်လေးဖြစ်မလားကိုရီးယားလေးဖြစ်မလားဂျပန်လေးဖြစ်မလားဘေးရင်ဆရာရဲ့ပြောပြပါလို့လားမလို့ဘူးလေဘေးရင်သွားမွေးစရာကချင်မိဘနှစ်ပါးမွေးမတော့သူဘာဖြစ်မလဲကချင်ပဲဖြစ်မှာပေါ့အဲ့ဒီဇနီးမောင်နဲ့နှစ်ယောက်ကမြစ်ကြီးနားမှာမနေတော့ပြောင်းသွားတယ်ဘယ်ကိုပြောင်းသွားဆိုဟိုးကိုရီးယားနိုင်ငံကိုပြောင်းသွားတယ်ကချင်ဇနီးမောင်နဲ့နှစ်ယောက်ကကိုရီးယားနိုင်ငံလဲရောက်ကိုခလေးလေးတယောက်မွေးတယ်မွေးလာတဲ့ကလေးကကိုရီးယားဖြစ်မလားကချင်ဖြစ်မလားရှင်းနေတာပဲလေသူကသူကိုရီးယားရောက်မကလို့ဂျပန်ရောက်မကလို့အမေရိကန်ရောက်မကလို့မွေးလာတဲ့ကလေးကချင်မိဘနှစ်ပါးမွေးသောကြောင့်ဘာပဲဖြစ်မလဲကချင်ပဲဖြစ်မှာပဲသူ့ရဲ့ဖြစ်ချင်းကိုပြောင်းလို့ရလားအဲ့ဒီကိုရီးယားနိုင်ငံမှာအဲ့ကလေးလေးကမွေးလာတဲ့ခါမှာငယ်ငယ်လေးနဲ့သူပေါင်းတဲ့အပေါင်းအသင်းကကြောင်းတက်တဲ့ခါမှာကိုရီးယားစကားပဲပြောတော့သူကကချင်စကားမပြောတတ်ဘူးဘာစကားပဲပြောမှာအဲ့ကလေးကကိုရီးယားစကားပဲပြောမယ်အိုပါအိုမာအညာစီယောယောဘစီယောနော်ဒါလည်းတက်သလောက်မှတ်သလောက်ပေါ့နော်အဲ့ဒါဘသူကပူတက်လဲဆိုတော့ကျွန်တော်ဆရာဆိုင်းကပူတက်တယ်နော်ဦးကြီးရှိလားအာကြီးရှိလားမသိဘူးနော်အဲ့တော့သူကကိုရီးယားစကားပဲပြောမယ်ဗျာကိုရီးယားစကားဘယ်လောက်ပြောကိုရီးယားဖြစ်သွားလားဖြစ်လား तू ကချင်မိဘနှစ်ပါးမွေးတော့ဘာပဲဖြစ်မလဲကချင်မဲဘယ်လောက်ကိုရီးယားစကားပြောကိုရီးယားဝတ်စုံပဲဝတ်မယ်ဗျာစားတာလဲပဲခောက်ဆွဲတို့နော်တော့ပိုဂီတို့နော်ကိုရီးယားအစားအစာပဲစားမယ်ကိုရီးယားဖြစ်သွားလားမဖြစ်သွားပါဘူးကချင်မိဘနှစ်ပါးကမွေးတော့ကြောင့်ကိုရီးယားနိုင်ငံမှာပဲမွေးဘယ်လောက်ပဲကိုရီးယားစကားပြောဘယ်လောက်ပဲကိုရီးယားလို့နင်းကိုရီးယားဖြစ်သွားလားမဖြစ်သွားပါဒါပေမဲ့သူ့ပုံစံကြည့်ရင်တော့အဲ့ဒီကလေးကဘာပုံပေါက်နေမလဲကိုရီးယားပုံပေါက်နေမယ်ဒါပေမဲ့ကိုရီးယားလားဘာပဲလဲကချင်ပဲဒီလိုပဲမိတ်ဆွေကျွန်တော်လူသားအားလုံးကဟိုးကဘာဦးလူသားဖြစ်တဲ့အာရန်နဲ့အေဝါဆင်းသက်လာအဲ့ဒီကဘာဦးလူသားနှစ်ယောက်ကအပြစ်လုပ်လိုက်တဲ့အခါမှာဘာသားဖြစ်သွားသလားအပြစ်သားဖြစ်သွားတယ်အကုသို့တက်သွားတယ်ဖျားစကားနားမထောင်တဲ့အခါမှာအပြစ်သွားအဲ့ဒီအပြစ်သားကဆင်းသက်လာတဲ့လူသားမျိုးဆက်အားလုံးသည်ဘာသားဖြစ်သွားလဲအပြစ်သားဖြစ်သွားတယ်
ဒါကြောင့်မို့ကျွန်တော်တို့လူသားအားလုံးဒီအပြစ်သားကနေဆင်းသက်လာတော့ကြောင့်ဘာသားဖြစ်သွားလဲအပြစ်သားဖြစ်သွားတယ်ကျွန်တော်ကအပြစ်သားအပြစ်မလုပ်ရသေးဘူးနော်အကုသို့မလုပ်ရသေးဘူးကောင်းတာလည်းမလုပ်ရသေးဘူးမကောင်းတာလည်းမလုပ်ရသေးဘူးဘယ်ဘာသာတရားမှလည်းလိုက်မလျှောက်သေးဘူးခလေးလေးကဘယ်ဘာသာတရားမှလိုက်မလျှောက်သေးဘူးဒါပေမဲ့ तू ကဘာသာဖြစ်နေပြီသားအပြစ်သားဖြစ်နေပြီသားမယုံရင်ကျွန်တော်ခလေးနှုတ်ဆုခလေးတယောက်လေ့လာကြည့်အဲ့ခလေးတယောက်နှုတ်စာလိုက်ပါဖြစ်လေငိုတယ်နော်အဲ့ဒီနှုတ်စာလို့သူ့ကိုနှုတ်မတိုင်လေငိုတဲ့အတန်ဘလို့ဘာအတန်ပေါက်လာသလားဒေါသအတန်ပေါက်လာတယ်မယုံရင်ခလေးတယောက်နှုတ်မတိုင်ပဲထားကြည့်ဒေါသထွက်လာတာသူ့អော်တဲ့အတန်အဲ့ခလေးရဲ့အထဲမှာလောဘဒေါသမောဟကိုဘသူသွားထည့်ပေးတာလဲမွေးရပါလို့ခေါ်တယ်ဗျဘသူမှထည့်ပေးတာမဟုတ်အလိုလျောက်ပါလားဒါကြောင့်မို့လူကမွေးကြတဲ့ကဘာသားလဲဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘယ်အဆင့်တန်းကမွေးပါစေမွေးကြတဲ့ကဘာသားအပြစ်သားအဲ့ဒီအပြစ်သားလေးတယောက်ကမိဘနှစ်ပါးသည်ခရိယန်ဘာသာဝင်ဖြစ်ရင်အဲ့ဒီကလေးကဘာဖြစ်မလဲခရိယန်ဖြစ်မှာပေါ့မိဘနှစ်ပါးကဗုဒ္ဓဘာသာဝင်ဖြစ်ရင်အဲ့ကလေးကဘာဖြစ်မလဲဗုဒ္ဓဘာသာဖြစ်မှာပေါ့ဒါသူရွေးချယ်လို့မရတာမိဘနှစ်ပါးကဟိန္ဒူဘာသာဝင်ဖြစ်ရင်သူဘာဖြစ်မလဲဟိန္ဒူဖြစ်မှာမိဘနှစ်ပါးကနတ်ကိုးကွယ်ရင်သူဘာဖြစ်မလဲနတ်ကိုးကွယ်တဲ့ဘာသာဖြစ်မှာပေါ့အဲ့ဒါသူရွေးချယ်လို့ရလားမရဘူးဒါကြောင့်မို့အဲ့ဒီခရိယန်ပဲဆိုပါစို့ခရိယန်နဲ့ပဲဥပမာပေးမယ်ခရိယန်မိဘနှစ်ပါးမွေးလာတဲ့ကလေးသည်မွေးကလေးကခရိယန်ဖြစ်တော့ကြောင့် तू ကဘယ်တရားကိုကျင့်မလဲခရိယန်တရားကိုကျင့်မှာပေါ့ခရိယန်တရားကိုကျင့်လဲ तू ကဘာသာပဲအပြစ်သားပဲသိပဲသွားမလဲငရဲတော့ तू ကမိဘနဲ့ဆိုင်တဲ့ဘာသာတရားတစ်ခုခုနတ်ကိုးကွယ်လဲအဲ့နတ်နဲ့ဆိုင်တဲ့ဘာသာတရားကျင့်ဘလောက်ပဲကျင့် तू ကဘာသာပဲအပြစ်သားပဲဒါပေမဲ့ဘာသာတရားကိုလိုက်လျှောက်တဲ့အခါမှာအဲ့ဒီလူတယောက်ကဘာသာတရားကိုလိုက်လျှောက်တဲ့အခါမှာသူ့ကိုကြည့်တဲ့အခါမှာ तू ကလောဘနည်းသွားတယ်ဒေါသနည်းသွားတယ်မောဟတွေဘာလို့လဲဟာသူ့ကိုကြည့်ဟာတရားသမားသူတော်ကောင်းဒါပေမဲ့ तू လည်းဘာသာပဲအပြစ်သားအထဲထဲမှာရှိတဲ့လောဘဒေါသမောဟကိုကင်းစင်သွားအောင်တတ်နိုင်လားအဲ့ဒီဖြစ်ချင်းရပြောင်းလို့မရဘူးကိုရီးယားနိုင်ငံမှာကချင်မိဘနှစ်ပါးမွေးလာတဲ့ကလေးကကိုရီးယားစကားပဲပြောတယ်ကိုရီးယားဝတ်စုံပဲဝတ်တယ်ကိုရီးယားအစားအစာပဲစားတယ်ပြုံးကနေကြည့်လိုက်ရင်ဘာနဲ့တူလဲကိုရီးယားနဲ့တူတယ်ဒါပေမဲ့ကိုရီးယားဟုတ်လားမဟုတ်ပါပဲလေကချင်ပဲဒီလိုပဲလောကမှာရှိတဲ့လူသားအားလုံးကမိမိနဲ့ဆိုင်တဲ့ဘာသာတရားကိုဘာလုပ်လဲကျင့်တယ်မိမိနဲ့ဆိုင်တဲ့ဘာသာတရားကိုလေ့လာလိုက်စားတယ်ဒါပေမဲ့ဘာဖြစ်ချင်းကပြောင်းမသွားဘူးလေအပြစ်သားဖြစ်ချင်းကမပြောင်းသွားဘူးဟာ तू ကလူရှိမှာတော့သူတော်ကောင်းဖြစ်ပါလိမ့်မယ်လူရှိမှာတော့ကောင်းပါလိမ့်မယ်ဒါပေမဲ့ဖခင်ရဲ့ရှေ့မှာတော့ तू ကဘာသားပဲအပြစ်သားပဲဒါကြောင့်မို့အထဲထဲမှာရှိတဲ့လောဘဒေါသမောဟကိုကျွန်တော်ဘယ်ဟာနဲ့မှကင်းစင်အောင်မလုပ်နိုင်ဘူးကျွန်တော်တို့ဓမ္မဆရာတွေရောလောဘရှိလားရှိတယ်ကျွန်တော်တို့ဟိုပြင်ဦးလေးမှာရောက်တော့သလားမိသားစုတစုကဆရာတို့တဲ့ဆရာတို့ဟိုဟာဟော့ပေါ့လိုက်ကျွေးခြင်းတယ်တဲ့ဟာကောင်းတာဗောဟော့ပေါ့နော်ဟော့ပေါ့ဆိုအေးရလဲအေးဆိုတော့နည်းနည်းစားလို့ကောင်းတာဗောပြင်ဦးလေးမှာဆိုတော့စားမယ်ဗောဆရာတဲ့အိတ်ဆန်နည်းနည်းဈေးကြီးတယ်တဲ့ဒါပေမဲ့ဆရာတဲ့ဆရာတို့မလို့လိုက်ကျွေးတာတဲ့ဟာဟုတ်လားနော်ကျွန်တော်ကလည်းရန်ကုန်မှာတိတ်စားတာမဟုတ်လေနော်သူများကျွေးတော့ဆိုတော့ဗလဲဟာစားတာဗောသူဆိုင်မှာဈေးတော်ကြီးတယ်ဗျအဲ့ဒါဆရာတဲ့ဒီဆိုင်ထဲမှာရှိတဲ့အရာတွေအားလုံးကြိုက်တာစားလို့ရတယ်တဲ့ပတ်စံရှင်းပြီးသားတဲ့တယောက်ကိုဘယ်လောက်လဲမသိဘူးအကုန်ရှင်းပြီးသားတဲ့ဆရာတို့ကြိုက်တဲ့လောက်စားတဲ့ဘာမှထပ်ပေးစရာမလိုတော့ရေခဲမုတ်လည်းရှိတယ်အေးလည်းရှိတယ်ကော်ဖီလည်းရှိတယ်နော်အမှဘူဖေးဆိုတော့အသားလုံးတွေလည်းရှိတယ်ပဇွန်လည်းရှိတယ်ကနန်းလည်းရှိတယ်ကြက်သားအများကြီးပဲအရွက်တွေလည်းအများကြီးပဲကျွန်တော်ဘယ်ရမလဲလူဆိုတာအလကားဆိုလေဝန်းနှုတ်ဆေးတောင်တောက်တာနော်အလကားရရင်ဝန်းနှုတ်ဆေးတောင်တောက်တာနော်ဒါပါလေဝန်းနှုတ်ဆေးအလကားလားကောက်တော့တာဝန်းရှောအဲ့ဒါနော်လူဆိုတာအလကားဆိုတော်တော်နော်ကျွန်တော်လည်းအလကားဆိုဘာဖြစ်လဲလောဘတက်လာတာလေအလကားဆိုထက်ပစုံတွေထက်ကနန်းတွေထက်အရွက်တွေထက်နော်ဟိုအသားထုတွေထက်သူကတယောက်တအိုးလေဘန်းထဲမှာအပြည့်ပဲသဲလာတာနော်မသိဘူးစားနိုင်လားမစားနိုင်လားမသိဘူးဘာဖြစ်လဲလောဘလေဗျာအလကားရတယ်ဆိုဘာလဲအကုန်ထက် ice cream တွေထက်ရေခဲမုတ်တွေထက်အကုန်ဘန်းထဲမှာအပြည့်ပဲကိုအိုးလဲကြောက်ထက်တာအသားလုံးတွေထက်ပြုတ်အသားတုဆိုတဲ့ဟာမျိုးကပွာလာတာဗျနော်ကိုအိုးထဲမှာမနေဘူးအဲ့ဒါတယောက်တည်းစားမှာလေဟာစားကြာတော့မစားနိုင်တော့အဲ့ဒီလိုစားရင်းထဲမှာဘေးနာစာတန်းတစ်ခုသွားဖတ်မိတာကြံရင်ပြန်ယောရမယ်ဟာကြံရင်ပြန်ယောရမယ်ဆိုတော့
သူများကိုအလကားလိုက်ကြွေးတာအခုကိုကြောင့်သူများပြန်ယူရမယ်ဆိုတော့ဟာမကောင်းလေဒါသူများစေတနာအတင်းတမဘာလို့လဲစာနော်နင်းကပါဆိုင်နဲ့ဟောဘောဘာရတာမှမသိတော့အင်မတန်ကောင်းတဲ့ဟောဘောလေအရသာမခံနိုင်တော့နင်းကဘာလို့အိုးထဲမှာမကြံအောင်လားပြောင်းမှုတွေစားဆက်လက်ရွက်တွေစားပစုံတွေစားကနန်းတွေစားအသားထုတွေစားဟာဆိုင်နဲ့ဟာပိုင်ကြီးကကဲလာလို့လေမစားကျင်တော့သူကစိတ်တွေညစ်လာတာသူကလေဟာစိတ်တွေညစ်တော့စိတ်ညစ်ခံပြီးစားခုံမစာတန်းကထွက်လာတာကြံပြန်ယူရမယ်ဆိုတော့လောဘတက်ပြီးထည့်ထားတာဒီမှာအပြည့်ကြီးပဲဟာထည့်စားစမ်းပြီးလဲပြီးတော့အဲ့ဒီမိသားစုကလာမေးတယ်ဆရာတဲ့စားလို့ကောင်းလားကောင်းပါတယ်ဒီမှာနေနေပြီနော်ဒီမှာနေနေပြီဘာရတာမှမသိဘူးနော်ကျွန်တော်လောဘရှိတာမရှိဘူးလားရှိတယ်ဒါပြင်လည်းထမင်းကျွေးမှာနော်ထမင်းကျွေးမယ်နော်ဘူဖေးတော့မဟုတ်တော့ဖြစ်မယ်နော်ဘူဖေးဆိုတော့အနောက်ကလူမစင်စားနဲ့အရှိကလူအကုန်ထဲသွားမှာနော်ကျွန်တော်လူဆိုတာလောဘရှိတယ်ဗျတရားနဲ့ထိန်းထားလို့ရပါမယ်ကင်းတော့အောင်တတ်နိုင်လားကိုနဲ့ဆိုင်နဲ့တရားနဲ့ထိန်းထားအဲ့ဒီလောဘအပြင်မထွက်တော့ကိုနဲ့ဆိုင်နဲ့တရားနဲ့ထိန်းထားအဲ့ဒီဒေါသအပြင်မထွက်တော့ဒါပေမဲ့အထဲထဲမှာကင်းတော့အောင်တတ်နိုင်လားမတတ်နိုင်ပါဘူးလူမတတ်နိုင်လို့အဲ့ဒီကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဘုရားလောကကိုဆင်းလာအဲ့ဒါခရစ်စမတ်လို့ခေါ်တယ်ခရစ်ယာန်တွေကိုကယ်တဲ့ဘုရားမဟုတ်ဘူးခရစ်ယာန်တွေအတွက်ပဲဆင်းလာတဲ့ဘုရားမဟုတ်လူတိုင်းအတွက်ဆင်းလာတဲ့ဘုရားဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကလောကမှာတတ်တော်33နှစ်အသက်ရှင်ပြီးတော့လက်ဝါးကတိုင်မှာကျွန်တော်တို့ကင်းစင်အောင်မတတ်နိုင်တဲ့အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အပြစ်တွေအတွက်လက်ဝါးကတိုင်မှာကိုစားပါလို့ပေးလိုက်လေအသေးခံပေးလိုက်တယ်ကျွန်တော်အပြစ်တွေကိုယူသွားတယ်ဗျာကျွန်တော်အပြစ်တွေကိုယူသွားတယ်အဲ့ဒီအပြစ်တွေကိုယူသွားတာကိုသင်ကယုံလိုက်ရင်အပြစ်ကနေလွတ်ပြီးတမလွန်မှာငဲသွားစရာမလိုတော့ဘူးကျွန်တော်တို့လွတ်အောင်မလုပ်နိုင်တဲ့အဲ့ဒီလောဘဒေါသမောဟအပြစ်တရားအကုသိုလ်တွေကိုယေရှုကသူ့ပေါ်မှာတင်ပြီးတော့လက်ဝါးကတိုင်းမှာဘာလုပ်ပေးလိုက်လဲအသေးခံပေးလိုက်တယ်။အော်ယေရှုခရစ်တော်ဘုရားကလည်းပင်ပန်းလိုက်တာလက်ဝါးကတိုင်းပေါ်မှာဘာလို့ရဲဆက်ဆက်အရိုက်ခံပြီးတော့အသေးခံတာလဲဒီတိုင်းကဲပါလားမောဗျဘုရားသစ္စာရှင်ဖြစ်တယ်အပြစ်တရားကြီးခပါလဲအဲ့ဒီအပြစ်တရားကိုဖယ်ရှင်းဖို့ရန်အတွက်နီးလန်းတလန်းပဲရှိတယ်အဲ့ဒါသေပေးမှရတယ်တော့သင်နဲ့ကျွန်တော်ကိုစားဘယ်သူသေပေးလဲယေရှုသေပေးတယ်အပြစ်ရှိတာသင်နဲ့ကျွန်တော်တို့အပြစ်တွေဘယ်သူသေပေးလဲအာကုသို့တက်နေတာသင်နဲ့ကျွန်တော်လောဘဒေါသမောဟတွေကိုမရှင်းနိုင်တာသင်နဲ့ကျွန်တော်တို့ရှင်းပေးတာဘယ်သူလဲယေရှုအဲ့ဒီယေရှုကကျွန်တော်အပြစ်တွေလက်ဝါးကတိုင်းမှာအသေးခံခြင်းအပြင်ရှင်းပြီးသွားပြီဆိုတော့သင်ယုံလိုက်အပြစ်ကနေလွတ်ပြီအဲ့ဒီယေရှုကတောက်ကြနေမှာအသေးခံတဲ့စနေတနင်္ဂနွေ3ရက်မြောက်သောနေ့မှာသေခြင်းကနေရှင်ပြန်ထမြောက်တယ်သေခြင်းကိုအောင်တဲ့ဘုရားဖြစ်တယ်အဲ့ဒါသင်ယုံလိုက်အဲ့ဒီယေရှုဘာပြောသလားငါကိုယုံကြည်သောသူသည်သေလွန်တော်လဲအသက်ရှင်လိမ့်မည်ရုပ်ခန္ဓာကမြေကြီးတဲ့ကိုရောက်တော်ညာလဲအဲ့ဒီအထဲထဲမှာရှိတဲ့အသက်ဝိညာဉ်ကငရဲသွားစရာမလိုတော့ဘူးတဲ့ဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်တယ်အဲ့ဒီယေရှုကသေခြင်းကိုအောင်တဲ့ဘုရားဖြစ်တယ်လောကမှာသေခြင်းကိုအောင်တယ်ဆိုတာလေသေပြီးပြန်ရှင်တာလောက်ကိုပြောတာမဟုတ်တချို့ဖြစ်ရဆန်းနေရှိတယ်သေပြီးပါလို့လေပြန်ရှင်တဲ့ဖြစ်ရဆန်းနေရှိတယ်ရွာမှာတစ်ခါကအဖွားတယောက်ဆုံးတော့အမျိုးတွေလာကြတာငိုကြတာဟာအဖွားရဲ့ဖွားအရင်ချစ်တယ်အဖွားအခုသေပြီဆိုတော့ဟာစိတ်မကောင်းငိုလက်ဖက်တုပ်တစ်ပံကုံအောင်ဟာနောက်တယောက်ရောက်လာငိုလက်ဖက်တုပ်တစ်ပံကုံအောင်နော် तू ကအဖွားကိုချစ်လို့ငိုတာလားလက်ဖက်တုပ်လားစားတာလားမသေးခွဲဘူးနော်ချတဲ့လူကတပကံမီးတပကံဘာလို့ကလဲချဟာအဖွားကိုငိုအော်တော်တော်ချစ်ကြတယ်ဒီဆွေမျိုးတွေအတူပါချတင်းအောင်ဆရာလဲအတူပါချတော့โอเคမိသားစုတွေဘယ်သူတွေလာကြည့်မလဲကြည့်ကျင်တဲ့သူရှင်လာကြည့်ပါဟာအဲ့ဒီမှာကျွင်းတဲ့ဟိုလေအဲ့ဒီအခေါင်းမချသေးဘူးကျွင်းတဲ့ခုံဆင်းတာအဖွားနောက်လိုက်သေးမယ်အဖွားနဲ့မခွဲနိုင်ဘူးဟာဆွဲကြပါအောင်ဆွဲကြပါအောင်ကျွင်းတဲ့ကိုလိုက်တဲ့သူတွေနဲ့မနေ့ပြန်ဆွဲရမလုပ်ပါနဲ့အဲ့လိုမလုပ်ပါသေတဲ့သူကသေပြီပဲလိုက်သေးလို့မှမရတာတကယ်သေးဆိုဘယ်သူမှမသေးဘူးနော်ဟာဟန်ကြီးရတော့ဘာဖြစ်လဲအရန်ကောင်းတော့အဖွားနဲ့ပဲလိုက်သေးမယ်ဟာမျက်ရည်တွေကြောအဲ့ဒီမှာအဖွားလေအခေါင်းလှုပ်တာများလို့လားမသိဘူးဟိုတော့ကလည်းရွာမှာဆိုတော့စေးပညာသိအဲ့လောက်ထိမထုံကောင်းအခေါင်းလှုပ်တာများလို့အဲ့ဒီဘွားငေါ့ခုနဲ့ထားထိုင်တာခုနကျွင်းတဲ့လူတွေလေကျွင်းပေါ်ပြန်ကုတ်ဘွက်တက်လာဟာပြေးတာတရေဆိုပြီးတော့အဖွားနဲ့လိုက်သေးမဲ့လူတွေအဲ့ကျွင်းထဲမှာကြံခဲ့လူကျွင်းပေါ်ကုတ်တဲ့အကုန်ပြေးကြအောင်သင်းဦးဆရာနဲ့အဲ့ဒီဘွားနဲ့နှစ်ယောက်ပဲကြံတယ်နော်အဲ့ဒီဘွားလည်းသင်းဦးဆရာကိုကြည့်
တင်းအောင်ဆရာလည်းအဖွားကိုကြည့်ဆရာကျမဘယ်ရောက်နေရလဲသင်္ချန်ကုန်ရောက်နေတာအဖွားဘာဖြစ်လို့လဲအဖွားသေသွားလို့ဒီမှာကျွန်တော်လာတကြိုတာတဲ့နော်ခုနကအဖွားမြည်တယ်အဖွားနဲ့လိုက်သိမယ်အခုတယောက်မှမရှိတော့ကျွန်တော်နဲ့အဖွားနဲ့2ယောက်ပဲရှိတော့တယ်ဟာနော်တကယ်တော့မျောသွားတာမသိပဲဘာလို့လဲလဲပြန်ရှင်းလာတယ်နောက်ဆုံးသင်းအောင်ဆရာဘာလို့ရလဲဟဲ့လာကြပေါ့ဘသူမှမလာရဲဘူးအဲ့အဖွားကိုဂုံပိုးပြီးတော့သင်းအောင်ဆရာပြန်ထမ်းလာနော်သင်းအောင်ဆရာလောက်ရလာလည်းမလွယ်ဘူးနော်ဂုံပိုးပြီးပြန်ထမ်းလာတယ်နော်ဟိုရွာတဲ့ခုနကတော့ဟာလက်ဖက်တော့တပွဲပြီးတပွဲလာစားတဲ့အဖွဲဘယ်ပြောင်းမှမသိဘူးကျွင်းနဲ့ဆင်းတဲ့သူဖွဲဟာကျွင်းနဲ့မနဲ့ကုတ်ဖက်တက်ပြီးတော့ပြေးပါလေရောတကယ်တမ်းဆိုလူကလိုက်သေးဆိုဘသူသေးရဲလဲမသေးရဲဘူးပြောတာပါဇက်ကပဲပြောတာကျွန်တော်တို့လောကမှာအဲ့လိုဖြစ်ရဆန်းနေရှိရနော်သေပြီးတော့ဘာလို့လဲပြန်ရှင်းတာကျွန်တော်မေးမယ်အဲ့ဒီဖွာပြန်သေရလားမသေရဘူးလားတနေ့မှာသေပြီးဘလောက်ပဲပြန်ရှင်းတနေ့မှာတော့ဘာလို့ရလဲပြန်သေရသေခြင်းတရားကိုဘယ်လူတူတယောက်ကမှလွန်ဆန်လို့ကြိုက်တဲ့အားစီးတွေတောက်မတောက်နဲ့လို့ပြောတာမဟုတ်ပါဘူးတောက်ပါအားစီးတောက်လည်းတနေ့ဘာလုပ်မလဲသေမှာပဲကျမ်းမာရေးလုံးမလုံးနဲ့လုံးမပြောလုံးကျမ်းမာရေးလုံးလည်းတနေ့ဘာလုပ်မလဲအေးတနေ့သေမယ်ဆိုတာလေးတော့အတိလေးတော့ဘာလုပ်တာလဲထဲထောင်တခါလေကျမ်းမာရေးသွားလို့ exercise သွားလို့နဲ့ပြေးရင်းနဲ့ပြန်လာတာမိပွိုင်လဲကြောက်ဆိုင်ကတိုက်ပြီးသေပေါ့နော်သွားတာပါလေကျမ်းမာရေးပြန်လဲပြန်လာဘာလို့လဲမိပွိုင်လဲရောက်ဆိုင်ကတိုက်ပြီးသေပေါ့နော်ကျမ်းမာရေးသွားလို့နဲ့သေတာလည်းရှိတယ်နော်ဒါကြောင့်မို့လူဆိုတာသေမျိုးဗျလူဆိုတာသေမျိုးနော်လူဆိုတာသေမျိုးဒါကြောင့်မို့ကျွန်တော်တနေ့ဘာလို့မသေကိုသေရမယ်တချို့ကပြောတယ်ကျွန်တော်သင်တန်းတစ်ခုမှပြောတယ်သေခြင်းဘယ်နှမျိုးရှိတယ်အန်ဒီတယောက်ထားဖြစ်တယ်သေခြင်း2မျိုးရှိပါတယ်ဆရာဟာလှုပ်ဆမ်းမအောင်ဘာသေခြင်းလဲသေခြင်းဆိုးနဲ့သေခြင်းကောင်းတဲ့သေခြင်းဆိုးနဲ့သေခြင်းကောင်းအော်သေခြင်းဆိုးဆိုတာဘယ်လိုလဲသေခြင်းဆိုးဆိုတာဆရာရဲ့တဲ့ဟိုကားတိုက်တာတို့ဘာအစိမ့်သေးပေါ့တဲ့အော်အစိမ့်သေးတာသေခြင်းဆိုဒါဆိုရင်သေခြင်းကောင်းအကျက်သေးတဲ့ဟောအကျက်သေးတာသေခြင်းကောင်းအကျက်သေးတာဘယ်လိုမျိုးလဲအော်အသက်ကြီးပြီးတော့သူ့ဟာသူဘာဖြစ်လဲညင်သားသားလေးသေသွားအကျက်သေးတဲ့နော်အစိမ့်သေးတယ်နော်အစိမ့်ရှင်လက်လက်ကြီးကျမ်းမာကြီးကောင်းကောင်းကြီးနဲ့ဘာလို့လဲသေသွားတာအစိမ့်သေးတဲ့အသေခြင်းဆိုးတဲ့ဟိုကသေခြင်းကောင်းတဲ့ဟာနော်ကျွန်တော်နော်ဘလို့ပဲသေဗျာနော်လူဆိုတာတနေ့တော့ဘာလို့အောင်မလဲသေရမှာပဲသေရမှာဘယ်ပုံစံနဲ့ဖြစ်ဖြစ်တနေ့သေရမှာပဲသေခြင်းတရားကိုဘယ်သူမှလွန်ဆန်လို့မရတကယ်တော့ကျမ်းစာထဲမှာသေခြင်းက3မျိုးရှိပါတယ်နော်သေခြင်းပုံစံ3မျိုးရှိတယ်တစ်မျိုးကဘာလဲဆိုတော့ဖျားနဲ့လူနဲ့အဆက်ပြတ်ခြင်းကင်းကွာခြင်းဖျားနဲ့လူနဲ့ဘာလို့သွားလဲကဘာဦးမှာဖျားနဲ့လူနဲ့အဆက်ရှိရနော်ဒါပေမဲ့အပြစ်ဝင်လာတဲ့ခါဘာလို့သွားလဲကင်းကွာသွားဒါကြောင့်မို့ဖျားနဲ့လူနဲ့ကိုကင်းကွာစေတဲ့အချက်ကဘာလဲဆိုတော့အဲ့ဒီအပြစ်ကြောင့်ပဲဒါကြောင့်မို့ယေရှုကလောကကိုလာပြီးတော့ဘယ်ကနေလာခဲ့တာလဲသူ့ရဲ့အဓိကမင်းကသင်ကိုချမ်းသာဖို့အောင်မြင်ဖို့ကြီးပွားဖို့တိုးတက်ဖို့မဟုတ်လူမှာပြဿနာကအပြစ်ဗျအဲ့ဒီအပြစ်ကိုရှင်းလိုက်ပြီးသွားပြီအဲ့ဒီအပြစ်ရဲ့ပြဿနာကိုယေရှုကလာရှင်းတာဒါကြောင့်မို့ပထမသေခြင်းကလူနဲ့ဖျားနဲ့ဘာလို့လဲဝိညာဉ်သေခြင်းလို့ခေါ်တယ်လူနဲ့ဖျားနဲ့ကင်းကွာခြင်းဖျားနဲ့လူနဲ့အဆက်ပြတ်နေတာအဲ့ဒါသေခြင်းပထမတစ်မျိုးဝိညာဉ်သေခြင်းလို့ခေါ်တယ်အသက်ရှင်တဲ့ဖျားနဲ့လူသားနဲ့ကဘာလုပ်နေလဲအဆက်ပြတ်နေတာဘာကြောင့်ပြတ်လဲအဓိကတရားခံဘာလဲအပြစ်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုကအဲ့ဒီအပြစ်ကိုလက်ဝါးကတိုင်းမှာလာရှင်းပြီးသွားပြီသင်ယုံလိုက်တာနဲ့အသက်ရှင်တဲ့ဖျားနဲ့သင်နဲ့ဘာလုပ်လို့ရပြီလဲအဆက်ပြန်ရပြီအဲ့ဒီဖျားနဲ့အဆက်ပြန်ရရင်တက်မလုံးမှာငဲသွားစရာမလို့တော့အဲ့ဒါပထမသေခြင်းကဝိညာဉ်သေခြင်းလို့ခေါ်တယ်ဖျားနဲ့အဆက်ပြတ်ခြင်းဒုတိယသေခြင်းတစ်မျိုးကအားလုံးသိတယ်သင်္ချိုင်းကုန်းမှာခန္ဓာသေတယ်သေခြင်းခန္ဓာကိုယ်ကြီးပဲတဲ့ရောက်သွားတာမြေကြီးတဲ့ရောက်သွားတာမီးတချို့လိုက်တယ်အဲ့ဒါဘာလို့ခေါ်လဲခန္ဓာသေခြင်းလို့ခေါ်တယ်ခန္ဓာသေခြင်းအထဲထဲကဝိညာဉ်ထွက်သွားနော်အဲ့ဒီခန္ဓာသေခြင်းမပြီးသေးဘူးနောက်ဆုံးသေခြင်းတစ်ခုရှိတယ်အဲ့ဒါဘာသာထာဝရသေခြင်းဘာမှသေရမှာလဲကန်းနဲ့လောင်တဲ့မီးငရဲထဲမှာကဘာဆက်ပြင်းစွာသောဝေဒနာကိုဘာလို့အောင်မလဲခံစားမယ်ငရဲဆိုတာတကယ်ရှိတယ်နော်ဘာသာတရားအားလုံးကသွန်သင်တယ်သင်အပြစ်နည်းနည်းလေးပဲရှိငရဲသွားမှာဖြစ်တယ်ကျွန်တော်တို့ကလောကမှာနေပြီးတော့ဟာအပြစ်ကင်းအောင်ဘလောက်ပဲကြိုးစားသင်ကမွေးကြရပါသားအပြစ်သားကျင်းသေးတယ်ကျွန်တော်တို့လိပ်စာကကျွန်တော်သွားရမယ်နေရာပါပဲလေငရဲပဲဒါကြောင့်မို့အဲ့ဒီငရဲထဲမကြဘူးရန်အတွက်ထာဝရသေခြင်းကိုမခံစားရဘူးရန်အတွက်ယေရှုခရစ်တော်ဘုရားကလောကကိုကြွလာပြီးတော့သင်နဲ့ကျွန်ုပ်ပြစ်တော့လက်ဝါးကတိုင်းမှာအသေးခံပြီးတော့3ရက်မြောက်သောနေ့မှာသေခြင်းကဘာလို့လဲရှင်ပြန်ထမြောက်တယ်တပည့်တော်တွေနဲ့ရပ်ပေါင်း40နေပြီးတော့ကောင်းကင်ကိုအရှင်လက်တက်ကြွသွားတယ်အဲ့ဒါသေခြင်းကိုအောင်တယ်လို့ခေါ်တယ်ဗျသေပြီးပြန်ရှင်တာလောက်ကိုပြောတာမဟုတ်ဘူးနော်ခုနကအဖွာ
သေပြီးပြန်ရှင်းတယ်ပြန်သေရလားမသေရောက်လားယေရှုကြတော့အဲ့လိုမဟုတ်ကျွန်တော်တို့အပြစ်တို့အသေးခံပြီးတော့3ရက်မြောက်သောနေ့မှာပြန်ရှင်းတယ်ပြန်မသေးဘူးဗျတပည့်တော်တွေနဲ့ရက်ပေါင်း40နေပြီးတော့ကောင်းကင်ကိုအရှင်လက်လက်တက်ကြွသွားတယ်အဲ့ဒါကိုဘာလို့ခေါ်လဲသေခြင်းကိုအောင်တယ်လို့ခေါ်တယ်ဒါကြောင့်မို့သူကိုယ်တိုင်သေခြင်းကိုအောင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဘာပြောလဲငါကိုယုံကြည်သောသူသည်သေလွန်တော်လဲအသက်သင်ယေရှုကိုယုံရင်တတ်မလုံးမငဲသွားစရာမလိုတော့ထာဝရအသက်ရှင်ခြင်းဆိုရဲထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါလေအဲ့ဒီတည်င်းကောင်းကခရိယန်တွေတော့ပဲမဟုတ်ပါဘူးသင်နဲ့ကျွန်တော်တို့ဖြစ်တယ်ဒီနေ့သင်ရဘယ်ဘာသာဝင်ဖြစ်မလဲကျွန်တော်မသိပါဘူးသင်ရဘယ်လူမျိုးဖြစ်မလဲကျွန်တော်မသိပါဘူးဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘယ်အဆင့်နဲ့ဖြစ်ပါစေအရေးမကြီးပါဘူးအရေးကြီးတာကသင်အပြစ်ကနေလွတ်ဖို့သင်ကိုယ်သင်မတတ်နိုင်ဘူးနော်ခရိယန်လည်းမတတ်နိုင်ဘူးခရိယန်လည်းဘုရားကြောင့်တက်အပြစ်ကနေလွတ်မှထင်တာကျမ်းစာဖတ်ရင်အပြစ်ကနေလွတ်မှထင်တာ no ယေရှုခရစ်တော်ဘုရားကိုယုံမှပဲဘုရားလွတ်မှာလေအပြစ်ကလွတ်မှာအဲ့ဒီယေရှုခရစ်တော်ဘုရားကလက်ဝါးကတိုင်းမှာကယ်ပြီးသွားပြီသင်ယုံကြည်ရင်တော့လွတ်ပြီအဲ့ဒီယေရှုခရစ်တော်ဘုရားကလေအဖိုးခမယူဘဲနဲ့ထာဝရအသက်ကိုအခမဲ့ပေးတာဖြစ်တယ်အဲ့ဒီယေရှုကိုသင်ယုံကြည်လိုက်တာနဲ့အဲ့ဒီထာဝရအသက်ကိုသင်အခမဲ့ရတာဖြစ်တယ်ကျွန်တော်တို့မှာလက်ဆောင်တွေတွေ့တယ်ဗျာနော်လက်ဆောင်တွေတော့တွေ့တယ်နော်မဲနိုင်မလားဘာလားတော့မသိဘူးနော်မဲဖောက်မှထက်တယ်နော်ကျွန်တော်အားလုံးလက်ဆောင်ရဘူးလားအနည်းဆုံးတော့မွေးနေ့လောက်မှလက်ဆောင်တော့ဘာလို့မှရဘူးလိမ့်မယ်လက်ဆောင်ရတဲ့အခါမှာပတ်စံပြန်ပေးစရာလို့လားမလို့လေလက်ဆောင်ဆိုတာဘယ်လိုရတာလဲအခမဲ့ရတာအခမဲ့နော်ကျွန်တော်တို့ထမင်းဆိုင်မှာထမင်းသွားစားရင်ထမင်းဆိုင်မှာလေတစ်ခါပြင်9000တစ်ခါပြင်3000အဲ့လိုထမင်းဆိုင်နေရှိရမလားထမင်းဆိုင်မှာထမင်းသွားစားပြီးတော့ဆိုင်ရှင်ကိုပတ်စံမပေးဘဲနဲ့ကျေးဇူးတင်တယ်နော်ရလားဟာခင်ဗျာပတ်စံမပေးဘဲနဲ့ကျေးဇူးတင်တယ်ပြောပြီးတော့ဒီတိုင်းရှင်းသွားလို့ရလားဘယ်ရမလဲ3000ဆို3000ပေးရမယ်9000ဆိုရင်9000ပေးရမယ်ကျေးဇူးတင်တယ်နော်ဆိုပြီးတော့အဲ့ဒါလစ်လာလို့မရအောင်ပတ်စံမပိုင်တော့ခင်ဗျာပကံစီတော့တခုခုတို့လှုပ်ပြန်ခိုင်းရမှာပဲကျွန်တော်တို့အဖိုးခပေးရလားမပေးရအောင်လားပေးရတယ်အခချင်းကိုဒါပေမဲ့တခင်ရှုခွတ်တော်ဘုရားကသင်နဲ့ကျွန်တော်အပြစ်တို့လက်ဝါးကတိုင်းမှာရှင်းပေးပြီးတော့ဘာအဖိုးခမှပေးစရာမလိုကျွန်တော်ငကိုတော့အင်းဝင်ကလေးထွက်တဲ့ခါမှာကျွန်တော်ဆရာဆိုင်းမန်ကစီကံတတ်မှတ်ချက်တစ်ခုထုတ်ထားတယ်နော်အင်းဝင်ကလေးထွက်ရင်တဲ့သူများကျွေးရင်များများစားကိုပတ်စံနဲ့ကိုဆိုရင်နည်းနည်းပဲစားနော်ကျွန်တော်ကအကျင့်ပါသွားတယ်နော်သူများကျွေးများများစားတာကိုပတ်စံနဲ့ကိုဆိုရင်နည်းနည်းပဲစားတာအဲ့လိုပြောလို့ဟိုကက်စီနေတာမဟုတ်နော်ကျွန်တော်တို့အမှုတော်ဆောင်တွေကဟိုလဲလဲမဆိုင်ဘူးဗျာနွားလည်းမမွေးဘူးကျွန်တော်ကဘာဟိုစီးပွားရေးလုပ်ငန်းမှမလုပ်ဘူးအဲ့တော့ကျွန်တော်တို့ကသူများပေးတဲ့အလူငွေနဲ့ပဲကျွန်တော်နေ့စဉ်သွားလာနေရတာလေဒါကြောင့်သူများပေးထားတဲ့အလူငွေဗယံပတာမသုံးနဲ့ကို့အကျိုးအတွက်ကိုယ့်ရဲ့ခန္ဓာအကျိုးအတွက်မသုံးနဲ့သူများပေးထားတဲ့လူငွေကိုအင်းဝင်ကလေးတော့ပဲမလုပ်ပါပြန်သုံးပါအဲ့စီကံတတ်မှတ်ချက်ဒါကြောင့်မို့ကိုယ့်ပတ်စံနဲ့ကိုယ်ဆိုဘာလုပ်ပါလက်ဖေးစံနေပါရအောင်နည်းနည်းပဲစားသူများကျွေးဘာလုပ်လဲဟိုးတော့ကျွန်တော်အင်းဝင်ထွက်တော့အရန်ခက်ခဲတော့ကျွန်တော်ကဘယ်အချိန်ဆိုရင်လက်တော့လဲဆိုရင်တော့မှားတဲ့အချိန်ဆိုလက်တော့တယ်လက်ဖေးတစ်ခွက်ရာခွေးတစ်ချောင်းစမူစာပြီးရင်ပဲပလာတာနော်အကုန်မှားတာပတ်စံလည်းတိတ်ရှိတာမဟုတ်ဒါပေမဲ့အဲ့တုန်းကကျွန်တော်ဆရာဆိုင်းကသူကမနက်ပိုင်းမစားဘူးနော်မနက်ပိုင်းသူကမစားဘူးနေ့လေလောက်မစားကျွန်တော်ကမနက်ပိုင်းစားတော့ဘယ်အချိန်မှာပြဿနာတက်လဲဆိုပတ်စံရှင်းကန်နေဆိုရင်ရှင်းကန်နေဆိုပြဿနာတက်ရှင်းကန်နေဆိုကိုအိတ်တဲ့နိုင်ဟိုလိုကလည်းအိတ်ကတဲ့နိုင်နော်ဘယ်နှရှာလို့ရှာမသိပတ်စံပျောက်သလိုလိုဘာလို့လို့အဲ့လိုလုပ်ရတယ်ဆရာဆိုင်ဆရာတို့ပတ်စံရှာမနေပါနဲ့ကျွန်တော်ပဲရှင်းပါမယ်အဲ့တော့စားတာကျွန်တော်တို့ပတ်စံရှင်းတာဆရာဆိုင်အဲ့တော့ကျွန်တော်တို့စားတာကျွန်တော်တို့ရှင်းရမှာလေဒါပေမဲ့ကျွန်တော်တို့စားတာကိုဆရာဆိုင်ရှင်းတော့ကျွန်တော်ရှင်းကြလို့သေးလားမလို့တော့ဘူးဆရာဆိုင်ကျေးဇူးတင်တယ်နော်ပြီးသွားဘာမှမကုန်တော့နော်စားတာကျွန်တော်တို့ရှင်းတာဆရာဆိုင်ကျွန်တော်ရှင်းကြမလို့ခြေတော်ရောက်စီတိုင်းအပြစ်ရှိတာအသင်နဲ့ကျွန်တော်အသေးခံတာဘာလို့လဲယေရှုအဲ့ဒီယေရှုကအသေးခံခြင်းနီလန်အားဖြင့်ကျွန်တော်အပြစ်တွေကိုဘာလို့ပေးသွားလဲရှင်းပေးသွားတယ်အပြစ်ရှိတာအသင်နဲ့ကျွန်တော်အပြစ်ကိုရှင်းပေးတာဘာလို့လဲယေရှုရှင်းပြီးသွားပြီကျွန်တော်ရှင်းကြလို့သေးလားတခုပဲအဲ့ဒီယေရှုရှင်းသွားတယ်ဆိုတော့ဘာလို့လဲပေါ့ယုံကြည်လိုက်အောင်ပဲယုံကြည်လက်ခံလိုက်တာနဲ့သင်ဘဝအသက်တာထဲမှာထာဝရအသက်ဆိုတဲ့လက်ဆောင်ကိုအခမဲ့ရမှာဖြစ်တယ်ယေရှုရှင်းတာငါမယုံပါဘူးငါတော့ကိုယ့်ဘာကိုကြိုးစားမှလွတ်မယ်လို့ထင်တယ်အဲ့ဒါဆိုရင်လေသင်မသင်ကြိုးစားရင်လွတ်မလား
မလွတ်ပါဘူးကျွန်တော်ပြောပြီးသားဘာသာတရားအားလုံးကောင်းတယ်လူမကောင်းအဲ့ဒီမကောင်းတဲ့လူကိုဖះလာကဲတယ်ခရိယန်တွေပဲကဲတယ်ဖះမဟုတ်လူမျိုးစုပဲကဲတယ်ဖះမဟုတ်လူတိုင်းကိုကဲတယ်ဖះဖြစ်တယ်အဲ့ဒီဖះကထာဝရအသက်ကိုအခမဲ့ပေးတာဖြစ်တယ်သင်စီကအဖိုးခမယူသင်ယုံကြည်တာလေးတစ်ခုပဲရိုးလေးမိတ်ဆွေယေရှုခရစ်တော်ဖះသည်ကျမအပြစ်အတွက်လက်ဝါးကိုင်းမှာအသေးခံသွားတယ်လို့သင်ယုံလိုက်ပါအပြစ်ကလွတ်ပြီယေရှုခရစ်တော်ဖះသည်ကျွန်တော်အပြစ်အတွက်လက်ဝါးကိုင်းမှာအသေးခံသွားတယ်လို့သင်ယုံလိုက်ပါခရိယန်ဘာသာနဲ့ဝင်ခိုင်းတာမဟုတ်တော့ခရိယန်ဘာသာနဲ့ဝင်လို့လည်းကောင်းဝင်နိုင်ငံမရအောင်ယေရှုကိုယုံမှကောင်းဝင်နိုင်ငံရောက်မှာခရိယန်တွေလည်းငါတို့ကခရိယန်ဘာသာဝင်ကောင်းဝင်နိုင်ငံရောက်မှာမထင်နဲ့အဲ့ဒီယေရှုအသေးခံခြင်းကိုယုံမှပဲရောက်မှာလေကောင်းဝင်နိုင်ငံရောက်မှာအဲ့ဒီယေရှုခရစ်တော်ဘုရားကကျွန်တော်အပြစ်တွေအတွက်အသေးခံသွားဆိုတော့သင်ယုံလိုက်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ဘုရားဆိုတော့ရိုးလေးပဲယုံလိုက်ပါသင်အသက်တာထဲမှာထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ယေရှုခရစ်တော်ဘုရားကျွန်တော်တို့ကိုချစ်တယ်ဒီနေ့သင်ကိုလည်းချစ်တယ်ဆိုတော့နော်ရိုးလေးယုံကြည်ပါဆိုတော့ဓမ္မရှင်လေးတစ်ပုဒ်အပြင်ညီငယ်တော်တွေကနေခွန်အားပေးပါမယ်လို့နော်ဒီတခြင်းလေးနားထောင်ပြီးတော့ကျွန်တော်အသက်တာထဲမှာယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံမယ်ဆိုရင်တော့ကယ်တင်ခြင်းဆုကျေးဇူးနဲ့ထာဝရအသက်ကိုရရှိမယ်ဆိုတဲ့အကြောင်းလေးကိုခွန်အားပေးခြင်းနဲ့အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေရိုးလေးသင်သက်တာထဲမှာယုံကြည်လက်ခံလိုက်ပါခရိယန်ဘာသာအကြောင်းပြောတာမဟုတ်ပါဘူးယေရှုအကြောင်းပြောတာဖြစ်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီယေရှုကခရိယန်နဲ့ပဲဆိုင်တဲ့ဘုရားမဟုတ်ပါဘူးလူတိုင်းနဲ့ဆိုင်တဲ့ဘုရားဖြစ်တယ်သင်ကိုလည်းကယ်တဲ့ဘုရားဖြစ်တယ်သင်ရဲ့နှလုံးသားထဲမှာရိုးလေးပဲယေရှုဘုရားကျမအပြစ်တွေအတွက်လက်ဝါးကားတိုင်းမှာအသေးခံသွားတယ်ဆိုတာကိုယုံကြည်လိုက်ပါယုံကြည်လိုက်ရင်သင်တမလွန်မှာငဲသွားစရာမလိုတော့တမလွန်ခရီးဆိုတာကတယောက်ချင်းစီသွားတာဖြစ်တယ်နော်အကယ်၍ဗျာနော်အကယ်၍ဒီမှာရှိတဲ့လူသားအားလုံးအတွက်ဘုရားသခင်ကျွန်တော်ကိုစားယုံပေးပါတယ်သူတို့ကိုငရဲမရောက်စေဖို့ကျွန်တော်ယေရှုကိုကိုစားသူတို့ကိုစားကျွန်တော်ယုံပေးပါမယ်ရလားမရဘူးမိတ်ဆွေမရလို့ကျွန်တော်တို့ကဒီမှာလာပြီးတော့ဝေငှပြောကြတာဖြစ်တယ်ထာဝရကာလကိုသွားတဲ့အခါမှာတမလွန်ကိုသွားတဲ့အခါမှာဘလောက်ပဲရင်းနှီးတဲ့ချစ်ခင်ပါတယ်ဆိုတော့မိသားစုမိတ်ဆွေတွေတောင်မှဘယ်ကိုပဲလိုက်ဖို့လို့ရလဲသင်္ချိုင်းပဲလိုက်ဖို့လို့ရတယ်အဲ့ဒီသင်္ချိုင်းပဲလိုက်ဖို့လို့ရတယ်ဟိုးတမလွန်ထိအတူတူသွားလို့ရလားမရအောင်တမလွန်ခီးဆိုတာတယောက်ချင်းစီသွားတာဖြစ်တယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကိုသင်ကိုယ်တိုင်ကိုယ်ကြလက်ခံမှသင်ရဲ့အသက်တာထဲမှာထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်တယ်ဒီလောကမှာခဏတာအသက်ရှင်တဲ့အခါမှာလေအဲ့ဒီယေရှုခရစ်တော်ဘုရားကိုသင်ရဲ့နှလုံးသားထဲမှာနေရာပေးကြည့်ပါအဲ့ဒီယေရှုကအသက်ရှင်တဲ့ဘုရားဖြစ်တယ်ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်သင်ရဲ့နှလုံးသားထဲမှာနေရာပေးလိုက်ရင်လေဘာနဲ့မှမတူတဲ့ငြိမ်သက်ခြင်းကိုခံစားမှာဖြစ်တယ်ဒီနေ့လောကမှာပတ်စံရှာရင်ပတ်စံရပါလိမ့်မယ်အောင်မြင်ရှာရင်အောင်မြင်ခြင်းရပါလိမ့်မယ်ကျမ်းမအောင်ဆေးဝါးတွေမိဝဲတော့ကျမ်းမအောင်လေးချိန်ကနေလုပ်ရင်တော့ကျမ်းမာခြင်းရပါလိမ့်မယ်ရကောင်ရပါလိမ့်မယ်ပေါ့ဗျာရကောင်ရပါလိမ့်မယ်ဒါပေမဲ့ပြီးပြည့်စုံတဲ့အသက်တာကိုတော့ဘလုံးမမရအောင်ပြီးပြည့်စုံတဲ့အသက်တာကိုပိုင်ဆိုင်ရဖို့ရန်အတွက်ဆင်းရဲခြင်းဒုက္ခတွေကနေလွတ်ကင်းဖို့ရန်အတွက်ဆင်းရဲခြင်းဒုက္ခတွေကနေလွတ်ကင်းဖို့ရန်လို့ပြောတဲ့အခါမှာဘာဒုက္ခမှမကြုံရတော့တဲ့အသက်တာကိုဆိုလိုတာမဟုတ်ပါဘူးဒုက္ခကြုံနေရင်တော့မှဒုက္ခထဲမှာငြိမ်သက်နေတဲ့အသက်တာမျိုးဒုက္ခထဲမှာလွတ်မြောက်နေတဲ့အသက်တာမျိုးအတွင်းထဲမှာအေးချမ်းနေတဲ့အသက်တာမျိုးပိုင်ဆိုင်ခြင်းရင်တော့ယေရှုခရစ်တော်ဘုရားကိုသင်နှလုံးသားထဲမှာနေရာပေးပါခရိယန်တွေကယေရှုကိုယုံတယ်ဒါပေမဲ့အထဲထဲမှာယေရှုတော်ရှိတယ်ဗျဒါပေမဲ့ခရိယန်တိုင်းအဲ့ဒီငြိမ်သက်ခြင်းမခံစားရအောင်ခရိယန်တွေကဘာနောက်ပဲလိုက်လေသလားအောင်မြင်ခြင်းနောက်ပဲလိုက်ယေရှုနောက်မလိုက်ကြွယ်ဝခြင်းနောက်ပဲလိုက်တာကျမ်းမာခြင်းနောက်ပဲလိုက်တာယေရှုကိုယုံလာတော့မှအဲ့ဒါတွေဘာလို့ကျင်လို့ရခြင်းလို့ရေလိုက်လွဲဩဗျတကယ်တော့ဖျားသခင်ပေးခြင်းတာကယေရှုကျွန်တော်တို့လိုချင်တာကလောကရတယ်ကျွန်တော်တို့လိုက်နေတာကဟာရေလိုက်လွဲသွားမိတ်ဆွေကျွန်တော်ပြောပြမယ်လောကမှာပတ်စံရှိတိုင်းမပြည့်စုံပါဘူးလူတွေကအစဉ်ပြေတဲ့နေရာမှာနေရရင်ပတ်စံရှိရင်ပြည့်စုံမှထင်တာမဟုတ်တော့ကဘာပေါ်မှာကိုတတ်သိမှုအများဆုံးနိုင်ငံဘယ်နိုင်ငံလဲသိလားအမေရိကန်နဲ့ဂျပန်ပဲဟာကျွန်တော်စဉ်းစားတယ်ကဘာပေါ်မှာကိုတတ်သိမှုအများဆုံးနိုင်ငံကအင်မတန်ကောင်းမွန်တဲ့တိုးတက်တဲ့ချမ်းသာတဲ့နိုင်ငံလူတွေဖြစ်နေပါလားဘာဖြစ်လို့လဲသူတို့ဝင်ငွေလဲကောင်းတယ်ဗျာတိုက်နေနေရတယ်ကားနဲ့လဲနေရတယ်ပတ်စံလဲအဆင်ပြေတယ်ဒါပေမဲ့ဒီလူတွေဒီလောက်ပြည့်စုံနေတာ
ဘာလို့ကိုတတ်သေးရတာလဲကဘာမှာတတ်သေးမှုအများဆုံးကဂျပန်နဲ့အမေရိကန်ဘာကြောင့်လဲ why လူရဲ့ဘဝအသက်တာထဲမှာလေပတ်စံကကျဉ်းနှံ့မှုမပေးနိုင်လောကအရာတွေမူရစီဝါတွေကကျဉ်းနှံ့မှုမပေးနိုင်လောကရဲ့ပျော်ရွှင်မှုလောင်းကစားတာယာမှုတွေကကျဉ်းနှံ့မှုကိုမပေးနိုင်လူရဲ့ဘဝအသက်တာကိုကျဉ်းနှံ့သွားစေတာကယေရှုပဲဖြစ်တယ်မယုံရင်နော်ယေရှုကိုသင်အသက်တာထဲမှာခေါ်ဖိတ်လက်ခံကြည့်ပါအဲ့ဒီယေရှုကိုသင်အသက်တာထဲမှာရှင်သန်ခွင့်ပေးကြည့်ပါသင်ဘာနဲ့မှမတူညီတဲ့ဝမ်းမြောက်ခြင်းကိုခံစားရတယ်ဘာနဲ့မှမလဲနိုင်တဲ့ငြိမ်သက်ခြင်းကိုခံစားရမှာဖြစ်ပါတယ်ဘလောက်ပဲသင်ရဲ့ယောဂထဲမှာရှိနေပါစေဘလောက်ပဲပြဿနာထဲမှာရှိနေပါစေအထဲထဲမှာငြိမ်သက်နေမှာဖြစ်တယ်မနေ့ကကျွန်တော်တို့ဒီမြကြီးနာအချင်းထောင်ရောက်တယ်အဲ့ဒီကညီကိုမောင်နှမတွေကိုခရစ်တော်ကြောင့်တော့ပြောပြတယ်သူတို့ကအထဲမှာနေပြီးတော့ဟာကျွန်တော်တို့ကိုတွားတွေးတဲ့ခါမှာလေတော်တော်လေးကိုညှိုးငယ်ပြီးတော့ဝမ်းနေနေမယ်သူတို့မျက်နှာတွေကိုကျွန်တော်မြင်ထားတဲ့ပုံစံဘယ်အထဲလေးရောက်ရောနှက်ခမ်းနေနေနဲ့အမေပြောကြည့်ဟာအားလုံးကအကုန်လုံးကမင်းသမီးတွေဖြစ်နေပါလားလို့ဟာကျွန်တော်ထင်ထားတဲ့ပုံစံနဲ့တွားတွေးတဲ့ပုံစံနဲ့ဟာတခြားစီဖြစ်နေဟာလုံးဝမိတ်ကတွေနဲ့စပင်းတွေပြင်ထားဟာနှက်ခမ်းနေနေနဲ့မျက်ခုံးမွေးတွေဆွဲထားဟာအော်စရာကြီးပါလားယောက်ျားလေးတွေကြည့်ပြန်တော့လေဟာအားလုံးကတန်တန်မြက်မြက်အော်သူတို့တော့ကိုယ့်ထက်ပိုအဆင့်မြင့်နေပါလားကိုတော်မှနည်းနည်းနှိမ့်တယ်လို့ဖြစ်သွားတာနော်နေရနဲ့မဆိုင်ဘူးတော့မိတ်ဆွေအထဲထဲမှာရောက်နေလို့ဟာသူတို့ကတော့ချုံနှောင်ချင်းခံရလို့မလွတ်မြောက်ဘူးမထင်နဲ့အပြင်မှာရှိပြီးတော့ချုံနှောင်ချင်းခံရတဲ့လူတွေတပုံကြီးပဲအထဲထဲမှာလေမလွတ်မြောက်ဘဲနဲ့အတွင်းထဲမှာအကျဉ်းကျနေတဲ့လူတွေတပုံကြီးပဲကိုယ့်ရဲ့နှလုံးသားထဲမှာချုံနှောင်နေတဲ့သူတွေတပုံကြီးပဲဒီနေ့နေရနဲ့မဆိုင်အချိန်နေနဲ့မဆိုင်ယေရှုကိုအသက်တာထဲမှာရှင်ခွင့်ပေးခြင်းနဲ့ပဲဆိုင်ခရိယန်တော်များရဲ့အထဲမှာယေရှုရှိတယ်နော်ဒါပေမဲ့ရှိတဲ့ယေရှုကိုရှင်ခွင့်မပေးဘူးအဲ့ဒီယေရှုကမရှင်ရင်သင်ရဲ့အသက်တာထဲမှာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတွေဆုံးရှုံးနေမှာဖြစ်တယ်ဒါကြောင့်မို့သင်ရဲ့နှလုံးသားထဲမှာအဲ့ဒီယေရှုကိုနေရာပေးလိုက်ပါသင်ရဲ့အသက်တာထဲမှာအဲ့ဒီယေရှုကိုရှင်သန်ခွင့်ပေးလိုက်ပါသင်အကျွေးတွေရှိကောင်းရှိမယ်ပြဿနာတွေရှိကောင်းရှိမယ်ယောဂထဲမှာဖြစ်ကောင်းဖြစ်မယ်ဘာမှစိတ်ပူစရာမလိုယေရှုရှင်အားလုံးပြည့်စုံတယ်ပတ်စံရှင်အားလုံးမပြည့်စုံကျမ်းမာခြင်းရှိတဲ့အားလုံးမပြည့်စုံတခုခုလိုနေမှာဖြစ်တယ်ဒါပေမဲ့ယေရှုရှင်တော့အားလုံးပြည့်စုံတယ်အဲ့ဒီယေရှုကိုဒီနေ့ခရစ်စမတ်မှာသင်ရဲ့နှလုံးသားထဲမှာနေရာပေးလိုက်ပါဆိုတဲ့တခြင်းလေးတစ်ပုဒ်ကျွန်တော်ဆရာသုံးမမြတ်သွန်ရနေပြီးတော့ဂုဏ်တော်ချီးမွမ်းမှာဖြစ်တယ်တခြင်းစာသားလေးတွေအင်မတန်ကောင်းတယ်သင်ရဲ့ရင်ခွင်နှလုံးသားထဲမှာယေရှုကိုနေရာပေးလိုက်ပါတချို့ခရိယန်တွေကယေရှုတော်ရှိတယ်နော်ရှင်ခွင့်မပေးဘူးဘာပဲရှင်တာလဲငါပဲရှင်တာဒီနေ့သင်ရဲ့ဇာတိသဘောကိုရှင်ခွင့်မပေးပါနဲ့ယေရှုကိုရှင်ခွင့်ပေးပါအဲ့ဒီယေရှုရှင်ရင်လေယောဂရှိလဲပြဿနာမရှိဘူးဒုက္ခရောက်လဲပြဿနာမရှိဘူးအခြေအနေမကောင်းလဲပြဿနာမရှိဘူးအဲ့ဒီယေရှုကိုသင်ရဲ့အသက်တာထဲမှာနေရာပေးပြီးတော့ရှင်သန်ခွင့်ပေးမယ်ဆိုရင်တော့အံ့ဩဖွယ်ရာသင်ရဲ့အသက်တာထဲမှာညီသက်ဝမ်းမြောက်ခြင်းတွေခံစားမယ်ဆိုတဲ့အကြောင်းကိုဒီသခြင်းလေးနဲ့ခွန်အားပေးခြင်းနဲ့ရှေးဥစွာဖျားခင်နာမတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ကလောကကြီးမှာခဏတာလေးပဲလာအသက်ရှင်ရတဲ့လောကဧည့်သည်တွေခဏလေးပဲနော်လူရဲ့တက်တန်းက20 30 40 50 60 90 80ပြီးတာနဲ့10ခန်းလေးပဲထာဝရကာလတွေကိုဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလာတဲ့ခါမှာလမ်းမှာလူတွေသွားလာနေကြတယ်စပိန်တွေရောဆိုင်ကယ်တွေရောကားတွေနဲ့ရောအမှဆိုင်ကယ်တစ်စီးကိုရက်ပြီးတော့မေးကြည့်လိုက်ခင်ဗျားဘယ်သွားမလို့လဲလို့မေးမသိပါဘူးကွာငါဆိုင်ကယ်မောင်းနေတာပဲဆိုရင်ဘလို့ပြောမလဲယူနေတာလားမသိဘူးကိုသွားမယ့်နေရာမသိဘူးလမ်းမှာလမ်းလျှောက်နေသူတွေ့ရင်တားကြည့်လိုက်ဘယ်သွားမလို့လဲဆိုရင်မသိပါဘူးကွာငါလမ်းလျှောက်နေတာပဲဆိုတော့ကျွန်တော်တို့ကပန်းတိုင်ရှိရတယ်ဘဝအသက်တာကကိုဘယ်သွားနေတာလဲဒီလောကကြီးကကျွန်တော်တို့ထာဝရအိမ်မဟုတ်ဘူးနော်ခဏလေးပဲအကြောင်းအရောက်ချင်းစတဲ့ကိုယ့်ရဲ့အိမ်ပြန်လန်းကိုရှာဖွေတွေ့ရှိဖို့အရေးကြီးပါတယ်ကျွန်တော်ဒီမှာဆိုရင်ဒါဘလောက်တန်လဲ9000တန်တယ်နော်ဒီပတ်စံအောင်ဘလောက်တန်လဲ9000ပဲဒီပတ်စံဘလောက်တန်လဲဒီကြေမွသွားတဲ့ပတ်စံအောင်ဘလောက်တန်လဲ9000ပဲကြေမွသွားပြီမဲ့တန်ဖိုးမရုံတော့တချို့လူတွေရဲ့အသက်တာဒီလိုဆရာဝန်အင်ဂျင်နီယာဘဝတက်တာလေးတွေက AC လေးတွေ
တချို့ကြတော့ဘဝတတာရုံးကန်ရလို့ဘဝတတာကြေမွနေတယ်ဖိုးသမားဖဲသမားဖာသမားအများကြီးဘဝတတာကြေမွပြီးတော့နေနေတဲ့သူတွေအများကြီးပဲဒါပေမဲ့ဘုရားသခင်အမြင်မှာအကုန်လုံးကတန်ဖိုးတူတူပဲတန်ဖိုးရှိတဲ့သူတွေကြီးပဲအကုန်လုံးကဘလောက်ပဲကြေမွပါစေဒီပတ်စံဘန်မှာသွားလိုက်ရင်သူ့တန်ဖိုးတိုင်းကိုရတာဘုရားဒီလိုတန်ဖိုးထားတာဘဝတတာတွေဘလောက်ပဲကြေမွပါစေသခင်ရှုဒီလောကကိုကြွလာတာကလူကောင်းတွေကိုကယ်ဖို့မဟုတ်ဘူးသူတော်ကောင်းတွေကိုကယ်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုအပြစ်သားတွေကိုကယ်ဖို့ကြွလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီလောကကြီးမှာခဏတာလိုက်ပဲလာအသက်ရှင်ရတာ။ဒါကြောင့်ကျွန်တော်ဒီအစီအစဉ်ပြီးရင်တော့ကိုယ့်ရင်ကိုပြန်ကြမှာပဲ။ဒါပေမဲ့ဒီဟာပြန်လာတယ်မဟုတ်ဘူးကျွန်တော်ဒီလောကကြီးကဖတ်ခွာသွားရင်အပြန်လန်းခီးကိုရှာဖွေတွေ့ရှိဖို့အရေးကြီးပါတယ်။သခင်ရှုကဘာပြောလဲဆိုတော့ငါဒီလန်းခီးဖြစ်၏တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုအမိမပြုတ်လင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ယေရှုခရစ်တော်တပါးတည်းသားကလည်းကျွန်တော်တို့အိမ်ပြန်လန်းခီးဖြစ်ပါတယ်။ဒါကြောင့်လောကဧည့်သည်ဆိုတဲ့ချင်းလေးနဲ့ကျွန်တော်ခွန်အားပေးပြီးတော့နှိုးဆော်ခြင်းပါတယ်။ထင်တာလေးတွေတစ်ဖက်သက်ဆိုလေနှုတ်စိတ်ဝန်ခံနေရခြင်းထက်တရားတော်မှန်ကိုရှာရမယ်ပိုင်ဆိုင်သူဟာရှိတယ်အလိုလျောက်သဘောတော်ဖြည့်ပြတ်မလာဘူးဒါကြောင့်လဲအချွေမရှိအဖြေကိုလိုချင်တယ်အိမ်အပြန်လာလေ